channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်ဖတ်ပြမယ့်အကြောင်းအရာလေးကတော့စာရေးဆရာကြီးမြတ်တန်းတင်ရဲ့လေလွင့်သူလို့အမည်ရတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်။စာအုပ်ကလေးကိုမဖတ်ပြခင်မှာစာရေးဆရာကြီးမြတ်တန်းတင်ရဲ့မစာလေးကိုအရင်ဆုံးဖတ်ပြခြင်းပါတယ်။ဂျီဒီစလင်းကြားရေးတဲ့ဂျုံကင်းထဲမှာလိုက်ဖမ်းသူ The Catcher in the Rhyme ဆိုတဲ့ဒီဝတ္ထုလေးကိုကျွန်တော်ဖတ်ဖူးတာကြာပြီ။ကြာဆို1960ပြည့်နှစ်တဝိုက်လောက်ဖြစ်မယ်ထင်တယ်။ဒီစာအုပ်ကလေးကိုတွေ့ပုံနဲ့ဖတ်မိပုံကလည်းနည်းနည်းစမ်းပါတယ်။ဒီနေ့မှာဘူဂျူလန်းတောင်းနဲ့29လမ်းတောင်းပလက်ဖောင်းပေးမှာချရောင်းနေတဲ့ကလားစာအုပ်ဆိုင်လေးတစ်ဆိုင်ကိုကျွန်တော်ဝင်ကြည့်မိတယ်။စာအုပ်ဆိုင်ကတေးသေးကလေးပါ။သူခင်းထားတဲ့နေရာကဖြာတနေရာစာလောက်ရှိပြီးခင်းထားတဲ့စာအုပ်အရေအတွက်ကလည်း340လောက်ပဲရှိမယ်။ဒီရင်စာအုပ်တွေကိုဟိုလျှောက်လန်းဒီလျှောက်လန်းလို့ရင်းနဲ့အဲ့ဒီစာအုပ်ကိုသွားတွေ့တာပဲ။အဲ့ဒီစာရေးဆရာကိုကျွန်တော်တခါမှလည်းမကြားဘူး။တခါမှလည်းမဖတ်ဘူး။ဒါပေမဲ့စာအုပ်နာမည်ကဂျုံကင်းထဲမှာလိုက်ဖမ်းသူဆိုတော့နည်းနည်းဆန်းနေတယ်။အဖုံးကလည်းကောင်လေးတယောက်တီးတစ်တာကလေးလက်မှာဆွဲလို့အဖုံးမှာရေးထားတာက16နှစ်အရွယ်လူငယ်လေးတယောက်ရဲ့ဇလန်းနဲ့ဤစာအုပ်ကိုဖတ်၍အလံတကြားဖြစ်ကောင်းဖြစ်မည်။ရေကောင်းရေရမည်။ရှင်နဲ့အောင်ခံစားရအောင်ခံစားရမည်။တို့ရတွင်ဘယ်တော့မှမေ့နိုင်မည်မဟုတ်ဒီမှာကသေချာသည်လို့ရေးထားတယ်။ဒီရင်နာမည်နဲ့ဇလန်းကိုကျွန်တော်စိတ်ဝင်စားသွားတယ်။နောက်တစ်ချက်ကအဲ့ဒီတုန်းကကျွန်တော်တို့ညီမဝတ္ထုလောကမှာပြား60တန်ဝတ္ထုကလေးတွေခေတ်စားနေတဲ့အတွက်မိပြီးရေးတဲ့ရင်ရေးရအောင်ဆိုပြီးအဲ့ဒီစာအုပ်ကလေးကိုဈေးမစစ်ဖက်နဲ့ကျွန်တော်ဝယ်ခဲ့တယ်။ဈေးနှုန်းကိုလည်းကြည့်အောင်လေစာအုပ်ဟောင်းစီတအုပ်မှတမတ်ရဲ့ဒီတုန်းကလက်ဖက်ရည်တစ်ခွက်ဖို့ဆိုပါတော့ဒါနဲ့ဝယ်လာပြီးပြစ်ထားလိုက်သေးတယ်။ရုတ်တရက်မဖက်ဖြစ်သေးဘူး။နာမည်ကလေးစမ်းပြီး16နှစ်ရွယ်ကောင်လေးတယောက်ရဲ့ဇလန်းဆိုတော့ခပ်ပေါ်ပေါ်ခက်ညံ့ညံ့နေကပဲနေပါလို့အောက်မိလိုက်တယ်။စာအုပ်ရဲ့နောက်ကျောဘုံမှာလည်းစာပေလောကကိုတုံ့လုံကြောက်ချားသွားစေမယ်။စာပေဥဆောင်ဖြစ်မှုကြီးတည်းယခုနှစ်များတွင်အထူးခြားသောစာအုပ်တအုပ်မိမိကိုယ်ကိုမိမိလိုက်လံရှာဖွေလိုသောအသက်16နှစ်ရွယ်ဟိုဒင်ကော်ဖီဇလန်းသူ့ဘဝတွင်နားမလည်သောခြေနေများကိုကြုံတွေ့ရသည့်အခါတွင်နယူးယောက်မြေရောက်လောကသို့48နာရီကြာရောက်သွားသည့်လူငယ်လေးတစ်ဦးပထမစာမျက်နှာကိုဖတ်လိုက်သည်နှင့်သူနှင့်အတူဆွဲမှတ်ဖဲကောင်းသောခက်ရမ်းရမ်းစွန်စားကန်ပြီးဆုံးသွားသည့်အထိလက်ကမချနိုင်သောစာအုပ်ဖယင်းရေရမည်လောငိုရမည်လောဆိုသည်ကိုမဝီခွဲနိုင်ဖြစ်ရသည်လို့ရေးထားတယ်ဒီအညွန့်ကိုဖတ်ပြီးတော့လဲကျွန်တော်မဖတ်ဖြစ်သေးဘူးစာအုပ်တွေမှာဒီလိုပဲရေးကြတာပဲမဟုတ်လားတာမန်ရေးရိုးရေးစင်ပဲလို့ကျွန်တော်ထင်လိုက်တယ်ကျွန်တော်ဝယ်လာခဲ့တာကစာအုပ်ရဲ့နာမည်နဲ့16နှစ်ရွယ်ကောင်းလေးတယောက်ရဲ့ဇလန်းဆိုလို့စိတ်ဝင်စားပြီးဝယ်လာတာစာရေးဆရာကလည်းကိုတခါမှမဖတ်ဘူးသေးတဲ့စာရေးဆရာသူပါရေးမလဲ16နှစ်ရွယ်ကောင်းလေးတယောက်လန်တရဖြစ်သွားတယ်ပြီးတော့နယူးယောက်မြောက်လောကကိုရောက်သွားတယ်ဒီလိုနဲ့လူဆိုးကလေးတယောက်ဖြစ်သွားမယ်ပြီးတော့နောင်တရချင်ရမယ်ပေါ့ဒီလိုဖြစ်မှာပဲလို့ကျွန်တော်ထင်လိုက်မိတယ်ဒီနေ့မှာပြင်းပြင်းရှိလို့ကောက်ဖတ်တော့မှဒီစာအုပ်ဟာကျွန်တော်ထင်တယ်လို့လန်တရအကြောင်းကိုရေးထားတာလည်းမဟုတ်ဘူးနယူးယောက်မြောက်လောကအကြောင်းကိုရေးထားတာလည်းမဟုတ်ဘူးဆောင်းမွဲကြလို့ကျောင်းထုတ်ခံရတဲ့အတွက်အိမ်ကိုမပြန်ရဲတဲ့ကျောင်းသားကလေးတယောက်ကြောင့်ရေးထားတာကိုသွားတွေ့ရတယ်အိမ်မပြန်ရဲတော့နယူးယောက်မြို့ကြီးထဲမှာပါလာတဲ့ပတ်စံကလေးကုံအောင်ရှောက်သွားပြီးတော့အိမ်ပြေးလုပ်မယ်လို့စိတ်ကူးနေတဲ့လူငယ်လေးတယောက်ဒါပေမဲ့လန်တရဲလည်းမဟုတ်အိမ်ပြေးလည်းမဟုတ်လောကကြီးကိုမကျေနပ်နေတဲ့ကောင်လေးတယောက်သူ့မကျေနပ်ပုံဟာကျွန်တော်တို့ငယ်ငယ်တုန်းကလောကကြီးနဲ့ပတ်ဝန်းကျင်ကိုမကျေမနပ်ဖြစ်နေတာနဲ့တူးနေတယ်ခုခေတ်လူငယ်တွေပတ်ဝန်းကျင်နဲ့လောကကြီးကိုမကျေနပ်ပုံနဲ့သွားတူနေတယ်။နောက်လဲအဲ့ဒီရွယ်မှာရှိတဲ့လူငယ်လေးတွေရဲ့မကျေနပ်ပုံမျိုးနဲ့သွားတူနေတယ်။နောက်တော့အိမ်ကမပြေးပြစ်တော့ပဲလောကကိုသူသဘောပေါက်သွားတယ်။ပတ်ဝန်းကျင်နဲ့လိုက်လျောအောင်နေတတ်သွားတယ်။လူငယ်တယောက်ရဲ့ခံစားမှုလူငယ်တယောက်ရဲ့ပောက်ကွဲမှုလူငယ်တယောက်ရဲ့မကျေနပ်မှုလူငယ်တယောက်ရဲ့ဘဝင်မြင့်မှုလူငယ်တယောက်ရဲ့ဘဝအမြင်ပြောင်းမှုဒါတွေအားလုံးကိုတွေ့နိုင်တယ်။ကျွန်တော်အဲ့ဒီဝတ္ထုကိုကြိုက်သွားတယ်။ကျွန်တော်တို့လူငယ်တွေဖတ်စီခြင်းလာတယ်။ဒီတင်မြန်မာပြန်မယ်လို့အဲ့ဒီတုန်းကစိတ်ကူးခဲ့တယ်။အကြောင်းတွေကြောင့်မပြန်ဖြစ်ခဲ့ဘူး။1960ပြည့်နှစ်လောက်ကမျိုးဆက်လူငယ်တွေလူကြီးဖြစ်သွားပေမဲ့ဒီစာအုပ်ကိုကျွန်တော်မပြန်ဖြစ်ခဲ့ဘူး။ခု1980ပြည့်နှစ်ပိုင်းမျိုးဆက်လူငယ်တွေမြင်ရတော့ကျွန်တော်ဒီစာအုပ်ကိုသွားပြီးသတိရတယ်။ဒီမှာရင်ကျွန်တော်နောက်တစ်ခေါက်ဖတ်ပြီးချက်ချင်းမြန်မာကောက်ပြန်လိုက်တယ်။စာရေးဆရာဂျီဒီစလင်းချာဟာဝတ္ထုတိုတွေကိုအရေးများတော့လဲစာအုပ်အနေနဲ့3အုပ်ပဲထုတ်ဘူးတယ်။ပထမစာအုပ်က
ခုကျွန်တော်မြန်မာပြန်တဲ့ဂျုံငင်းထဲမှာလိုက်ဖမ်းသူဆိုတဲ့စာအုပ်နောက်တစ်အုပ်က Franny Izuzi ဆိုတဲ့စာအုပ်နောက်တစ်အုပ်ကထုတ်ကိုမြင့်မြင့်တင်မလက်သမား Reese Hide the Roofing Carvata ဆိုတဲ့စာအုပ်ဒီသုံးအုပ်ပဲရှိတယ်။သုံးအုပ်စလုံးဟာထူးခြားတဲ့စာအုပ်တွေကြီးပါပဲ။ဒီစာအုပ်ကတော့အထူးခြားဆုံးလို့ဆိုနိုင်တယ်။ဒီစာအုပ်ဟာကျွန်တော်တို့ရှေ့မှာတည်းပဲခေတ်သစ်ကဏ္ဍဝင်စာအုပ်စီးရင်နဲ့ဝင်သွားတယ်။တချို့ကဒီစာအုပ်ဟာလူငယ်တွေရဲ့စိတ်ဓာတ်ဗေဒကိုဖော်ပြတဲ့စာအုပ်တချို့ကဒီစာအုပ်ဟာအခုခေတ်စားနေတဲ့ဘဝဗရဏဝါဒရဲ့အတိတ်ပဲကိုဖွင့်ထားတဲ့စာအုပ်တချို့ကလည်းဒီစာအုပ်ဟာလူငယ်ပြုပြင်ရေးစာအုပ်တချို့ကလည်းဒီစာအုပ်ဟာအမှုပညာလက်ရမြောက်တဲ့ဝတ္ထုကောင်းတစ်ပုဒ်လို့ပြောကြတယ်လွန်ခဲ့တဲ့10နှစ်လောက်ထင်ပါတယ်American Time Magazine က20ရာစုရဲ့အကောင်းဆုံးစာအုပ်တရားကိုရွေးခဲ့ပါတယ်20ရာစုအတွင်းထွက်သမျှစာအုပ်အမျိုးမျိုးတွေကရွေးတာပါအဲ့ဒီ20ရာစုရဲ့အကောင်းဆုံးစာအုပ်တွေထဲမှာအခုစာအုပ်ဟာတအုပ်အပါဝင်ဖြစ်တယ်။ဘာကြောင့်ဒီလောက်ကောင်းတယ်လဲ။ဘာတွေကောင်းတယ်လဲဆိုတာကိုတော့ဖတ်ကြည့်သိပါလိမ့်မယ်။စာရေးဆရာဟာ1919ခုနှစ်မှာမွေးလို့အခုချိန်မှာအသက်60လောက်ရှိပါပြီ။ဒီစာအုပ်ကိုရေးတုန်းကအသက်40ကျော်လောက်မှရှိမဲ့ထင်ပါတယ်။ဒါပေမဲ့သူ့ဝတ္ထုကို16နှစ်ရွယ်ကောင်လေးရဲ့စကားအဲ့ဒီအတွေ့အဲ့ဒီခံစားချက်နဲ့ရေးထားပါတယ်။ဒါဟာလေဒီစာအုပ်ရဲ့ထူးခြားချက်တစ်ခုလို့ဆိုနိုင်တယ်။16နှစ်ရွယ်ကောင်လေးတယောက်ရဲ့စကားနဲ့ရေးထားတဲ့အတွက်အမေရိကန်လူငယ်လေးတွေရဲ့ဗန်းစကားတွေအများကြီးပါပါတယ်။သူတို့လေသံတွေအများကြီးပါပါတယ်။ဘာသာပြန်တဲ့ခါမှာလည်းစာရေးဆရာရဲ့မူရင်းအာဘော်ကိုမိအောင်မလွဲတာမရှောင်တာတော့ပဲဗန်းစကားတွေကိုစူးစမ်းပြီးပြန်ရပါတယ်။သူတို့ဗန်းစကားတွေကိုထည့်သုံးရပါတယ်။ဥပမာခုကျွန်တော်တို့လူငယ်တွေသုံးနေတဲ့ hot shot တို့ဘာလို့ဆိုတာသူတို့စီကလာတဲ့ဗန်းစကားတွေပါပဲ။ဒီလိုစကားတွေမှာကျွန်တော်မပြောင်းလဲတော့ပဲ hot shot လို့ပဲသုံးလိုက်ပါတယ်။ damn good လို့ပြောတဲ့စကားတွေမှာအရန်ကောင်းတာပဲအပြတ်မိုက်တာပဲဆိုတဲ့စကားတွေကိုမလွဲမရှောင်တာထည့်ပြီးသုံးရပါတယ်။ဒါတွေကိုဖြုတ်လိုက်ရင်ဒီဇလန်ဟာကလေးတယောက်ကလူကြီးလို့တွေးပြီးကလေးလို့ပြောတဲ့ဇလန်မဟုတ်တော့ပဲလူကြီးတယောက်ကကလေးတယောက်အကြောင်းကိုလူကြီးလို့ပြောနေတာပဲဖြစ်မှာပါပဲ။ဗန်းစကားဆိုတာဟာခေတ်တိုင်းမှာပေါ်မြဲပါပဲ။မခိုင်မြဲတဲ့အဓိပ္ပာယ်မရှိတဲ့ညဉ့်ညမ်းတဲ့ဗန်းစကားများဟာပျောက်သွားပြီးခိုင်မြဲတဲ့အဓိပ္ပာယ်ရှိတဲ့တင့်လျော်တဲ့ဘဝနဲ့ဟပ်မိတဲ့ဗန်းစကားများဟာအရှိတီချန်ခဲ့ပြီးနေ့စဉ်သုံးဝေါ်ဟာရတွေဖြစ်လာပါတယ်။ဒါမှသာဘာသာစကားတစ်ခုဟာအသက်ရှင်နေတဲ့ဘာသာစကားတစ်ခုဖြစ်မှာပေါ့။ဥတုရဲ့ရမရကန်မှာအဲ့ဒီခေတ်ကဗန်းစကားတွေအများကြီးပါပါတယ်။ဒီဗန်းစကားတွေတဲကကောင်းတဲ့လူတို့ရဲ့ဘဝနဲ့ဟပ်မိတဲ့အခြေမြင့်ရှိတဲ့ဗန်းစကားတွေဟာကျန်ရစ်ပြီးကျွန်တော်တို့အဘိဓာန်တွေထဲမှာထည့်လာကြတဲ့အတွက်ကျွန်တော်တို့ရဲ့ဘာသာစကားဟာရှင်းသန်ဖွံ့ဖြိုးခဲ့ရခြင်းဖြစ်ပါတယ်။ဘယ်ဗန်းစကားကကြံပြီးဘယ်ဗန်းစကားကပျောက်သွားမလဲဆိုတာကိုတော့နောက်မျိုးဆက်ကဆုံးဖြတ်မှာပါ။ယောက်ျားလေးကိုဘဲလို့ခေါ်တာဗန်းစကားပဲငတိဆိုတာလည်းဗန်းစကားပဲမိန်းကလေးကိုဟိုတုန်းကမြားလို့ခေါ်တယ်ဒါလည်းဗန်းစကားပဲမရီဇဲဆိုတဲ့စကားတွေဟာလည်းဗန်းစကားတွေကြီးပဲ work by vol စတာတွေကလည်းဗန်းစကားတွေပါပဲတချို့ကစိုင်းသမားဇက်သမားစီကလာတာတချို့ကတော့ဖဲသမားတွေစီကလာတာအရက်ဆိုတာကျွန်တော်တို့မြန်မာစကားမဟုတ်ဘူး RV ကလာတာအချို့စကားလုံးတွေလည်းဘယ်ကလာမှန်းမသိဘူးဘလို့ပဲဖြစ်ဖြစ်ခင်းနဲ့လျော်ညီတဲ့လူထုဘဝနဲ့ဟပ်မိတယ်နားလည်လည်တယ်ဆိုရင်စကားလုံးတစ်ခုကဟောရတာဖြစ်သွားတာပါပဲအရှိတီမဲမတီးဘူးဆိုတာကိုတော့ဘယ်သူမှမပြောနိုင်ဘူးနောက်မျိုးဆက်ကဆုံးဖြတ်မှာပါနောင်ခေတ်ဘာသာပေဒပညာရှင်တွေကဒီစကားလုံးတွေကိုကြည့်ပြီးကျွန်တော်တို့ခေတ်ရဲ့ဘာသာပေဒကိုခြေရာကောက်ကြလိမ့်မယ်တိမ်နက်ကိုခံမှန်းကြလိမ့်မယ်ဒီဝိထုကိုဘာသာပြန်ရမှာမူရင်းစာရေးဆရာကသူတို့ခေတ်ကကောင်လေးတယောက်ရဲ့ဇယိုက်ကောင်လေးတယောက်ရဲ့သဘာဝကိုပေါ်စေခြင်းလို့ဗန်းစကားတွေကိုသုံးသွားတယ်ဒါကြောင့်ကျွန်တော်စူးစမ်းပြီးဘာသာပြန်သုံးရတယ်ကျွန်တော်ကြိုက်တာမကြိုက်တာကျွန်တော်လက်ခံတာလက်မခံတာနဲ့မဆိုင်ဘူးသူ့စာအုပ်ကိုဘာသာပြန်ရင်သူ့ပေါ်မှာကျွန်တော်အတက်နိုင်ဆုံးတစ္ဆာရှိရမယ်အချင်းချုပ်တာကတော့တစ်မျိုးပေါ့သူ့စာအုပ်ကိုလည်းဘာသာပြန်သေးကိုထည့်ချင်တာရှောက်တဲ့ကိုပြုတ်ချင်တာရှောက်ပြုတ်ကိုကြိုက်တာထက်မကြိုက်တာပဲရှောက်လုပ်နေရင်သူ့ကိုစော်ကားရရောက်တယ်မလုပ်ကောင်းပါဘူးဒါလေးကတော့စာရေးဆရာကြီးမြတ်တန်းတင်ရဲ့အမှားစာလေးပဲဖြစ်ပါတယ်လေလွင့်သူဝတ္ထုလေးကိုနားဆင်ကြအောင်ခင်ဗျာကျွန်တော်ဖြစ်ပျက်ကိုနားထောင်ချင်သလားနားထောင်ချင်တယ်ဆိုရင်ကျွန်တော်ဘယ်မှာမွေးတယ်ကျွန်တော်ငယ်ငယ်ကဘလို့ကျွန်တော်ကိုမမွေးခင်ကျွန်တော်မိဘတွေကဘာလုပ်တယ်ပြီးတော့ကျွန်တော်ငယ်ငယ်ကဒေးဗစ်ကော်ဗာဖီလိုစင်စင်ရဲရဲနေခဲ့ရတယ်ဆိုတာတွေကိုခင်ဗျားကတော့နားထောင်ချင်မလားမပြောတတ်ဘူးဒါပေမဲ့အမှန်ပြောရရင်တော့ဒါတွေကိုကျွန်တော်သိမ့်မပြောချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါတွေကိုပြောရတာကျွန်တော်ညှင်းငွေတယ်ဒါပထမအချက်နောက်တစ်ချက်ကတော့ကျွန်တော်မိဘတွေရဲ့ကိုကြီးကိုတာတွေကိုပြောရရင်သူတို့နှစ်ယောက်စလုံးသွေးတွက်ပြီး
အုံနောက်သွေးကြောနှစ်ခါစီလောက်ပြက်ကုန်ကြမှာတေးကြတယ်ကိုကြီးကူတာတွေကိုပြောတာသူတို့ကမကြိုက်ကြဘူးလေသူသဖြင့်အဖေကပူဆိုးတယ်သူတို့နှစ်ယောက်စလုံးစင်းလုံးကြောကြီးပဲလို့ကျွန်တော်မပြောချင်ပါဘူးဒါပေမဲ့ကျွန်တော်မိဘတွေကနည်းနည်းတော့အကဲဆက်တယ်ခုခမားတို့ကိုကျွန်တော်အထုပ်ပတ်တိတစ်ခုလုံးကိုပြောပြမှာမဟုတ်ပါဘူးပြီးခဲ့တဲ့နာတာလူပွဲတော်တဝိုက်လောက်ကကျွန်တော်တွေ့ခဲ့တဲ့ယူနန်နန်အတွေ့အကြုံလေးတစ်ခုပြောပြမလို့ပါကျွန်တော်ဘလောက်ခံလိုက်ရတယ်ခုအချိန်မျိုးကိုရောက်လာတယ်ဆိုတဲ့အကြောင်းကလေးပါဒီအကြောင်း DV ကိုလည်းကျွန်တော်ပြောပြပါပြီ DV ဆိုတာတခြားမဟုတ်ပါဘူးကျွန်တော်ကိုပါသူကဟောလီယုတ်မှာခုကျွန်တော်ပြောနေတဲ့နေရာနဲ့ဆိုရင်တိတ်မဝေးဘူးစနေတို့တနင်္ဂနွေတို့ဆိုရင်ကျွန်တော်စီကိုအမြဲလာလေးရှိတယ်နောက်လာလောက်ကျွန်တော်အိမ်ကိုပြန်ပြည့်ရင်သူပဲသူ့ကားနဲ့လိုက်ပို့ပေးမယ်လို့ပြောထားတယ်သူ့မှာရီကွာကားတစ်စင်းရှိတာ哦ရီကွာကားလေးကတော်တော်ကောင်းတဲ့အင်္ဂလိပ်ကားလေးဗျတနာရီမိုင်200လောက်မောင်းလို့ရတယ်သူ့ဝယ်တော့ကဒေါ်လာ4000လောက်ကျတယ်ခုတော့ဟန်ကျနေပြီဆိုပါတော့ဟိုတုန်းကတော့သူကစာရေးဆရာဗျဝတ္ထုတူလေးတွေဘာလေးတွေရှိတယ်လှုပ်ဝက်သောရွှေငါးကလေးနဲ့ဝတ္ထုတူများဆိုတဲ့စာအုပ်တုပ်တောင်ထုတ်ခဲ့သေးတယ်တကယ်ကတော့ခင်ဗျားသူ့နာမည်ကိုမကြားဘူးမဟုတ်လားသူ့ဝတ္ထုတူပေါင်းချုပ်ထဲမှာကျွန်တော်အကြိုက်ဆုံးကတော့လှုပ်ဝက်သောရွှေငါးဆိုတဲ့ဝတ္ထုကလေးကိုအကြိုက်ဆုံးပဲကောင်လေးတယောက်ကသူ့ရဲ့မရှိမဲ့ရှိမဲ့ပတ်စံလေးနဲ့ရွှေငါးလေးတစ်ကောင်ဝယ်ထားတယ်သူ့ငါးလေးကိုနှမျောလွန်းလွန်းစုံမက်လွန်းလွန်းဘသူကမှကြည့်ခွင့်မပေးဘူးကျွန်တော်ကတော့တော်တော်ကြိုက်တယ်ဗျာအခုတော့ဝတ္ထုတွေဘာတွေမရေးတော့ပါဘူးဟောလီယုတ်မှာရုပ်ရှင်သမားဖြစ်နေပြီကျွန်တော်ကလည်းရုပ်ရှင်တို့ရုပ်ရှင်သမားတို့ဆိုရင်အလွန်မုန်းကျွန်တော်အဖြစ်ပြက်ကိုကျွန်တော်ပင်စီထက်တန်းကျောင်းကထွက်လာတဲ့နေရာစပြောမယ်ပင်စီထက်တန်းကျောင်းဆိုတာကပင်စီဗီးနီးယားနယ်အဲကွာစတောင်းမှာရှိတဲ့ကျောင်းတစ်ကျောင်းပါဒီကျောင်းနာမည်ကိုခင်ဗျားတို့လည်းကြားဘူးချင်းကြားဘူးကြမှာပါအဲ့ဒီကျောင်းကြော်ညာတွေကိုတွေ့လဲတွေ့ဘူးမှာပေါ့မဂဇင်းတွေထဲမှာကြော်ညာလိုက်တာကလည်းအမေရိကန်မှာရှိတဲ့မဂဇင်းတိုင်းမှာလို့သူ့ကြော်ညာတွေကြီးပဲဟော့ရှော့ကျောင်းသားလေးတယောက်မြင်းစီးပြီးခြံစည်းရိုးခုန်နေတဲ့ပုံနဲ့လေသူ့ကြော်ညာပုံကစာတင်ကျောင်းကြော်ညာနဲ့မတူပဲပိုလိုရိုက်တင်တန်းကျောင်းကြော်ညာနဲ့တူးနေတယ်စာတင်ကျောင်းဆိုရင်လည်းဒီကျောင်းမှာအချိန်ရှိသည့်ပိုလိုပဲရိုက်နေကြသလားလို့တောင်ထင်ကြမလားမသိဘူးဒါပေမဲ့ကျွန်တော်နေခဲ့တဲ့အတွင်းမှာတော့ကျောင်းသားမှာပိုလိုရိုက်ဖို့မပြောနဲ့မြင်းစလို့တကောင်တမီးမှမမြင်ခဲ့ဘူးအဲ့ဒီမြင်းစည်းနေတဲ့ကောင်လေးရဲ့ဓာတ်ပုံအောက်မှာ1888ခုနှစ်မှာစ၍ကျွန်ုပ်တို့ကျောင်းသည်လူတော်လူကောင်းများဉာဏ်ကောင်းသူများကိုမွေးထုတ်ပေးခဲ့သည်လို့ရေးထားတယ်ဒါပေမဲ့ကြော်ညာဆိုတာကြော်အောင်ညာတဲ့သဘောပါဒီပင်ကျောင်းနေနဲ့ဘာမှမထူးပါဘူးသူတို့ကျောင်းကထွက်တဲ့လူတော်လူကောင်းတို့ဉာဏ်ကောင်းသူဆိုလို့လည်းသိပ်မတွေ့ရပါဘူးတယောက်နှစ်ယောက်တော့ရှိချင်ရှိမှာပေါ့ဒါလောက်တော့ဘာပြောလို့လဲသူတို့ကျောင်းမရောက်လို့တခြားကျောင်းကိုရောက်သွားရင်လေတော်တဲ့သူကတော်မှာပဲအဲ့ဒီနေ့ကစနေနေ့ဆက်စုံကျောင်းနဲ့ဘောလုံးပွဲရှိတယ်ပင်စီကျောင်းတစ်ဝိုက်မှာတော့ဆက်စုံကျောင်းနဲ့ကန်တဲ့ဘောလုံးပွဲဟာတကယ်ပွဲကြီးပွဲကောင်းပေါ့ပြီးတော့ပွဲကဒီနှစ်ဖို့နောက်ဆုံးပွဲကွင်းပိတ်ပွဲဒီတော့ပင်စီကျောင်းကများမနိုင်ရင်ကျောင်းအုပ်ကြီးဟာကိုယ့်ကိုယ်တက်များတည်မလားမသိဘူးကျွန်တော်မှတ်မိသေးတယ်အဲ့ဒီနေ့ညနေ3 နာရီလောက်မှာကျွန်တော်ကတော်စင်တောင်ကုန်းပေါ်မှာရက်နေတယ်တော်စင်တောင်ကုန်းဆိုတာပြည်တွင်းစစ်တော်ကတုံးခဲ့တဲ့အမြောက်ကြီးပြထားတဲ့နေရာရဲ့ဒီဘက်ကဂမူကလေးရဲ့အဲ့ဒီဂုံလေးပေါ်မှာစီးကြည့်ရင်နှစ်သင်းလုံးကိုကောင်းကောင်းမြင်ရတယ်နှစ်သင်းစလုံးကလူတွေဘောလုံးအပို့အယူလောက်တာတို့ဘာတို့ကိုလည်းတိတိကျကျမြင်ရတယ်ဒါကြောင့်ကျွန်တော်ဒီဂုံလေးပေါ်တက်ကြည့်တာ Greenstein ဘက်ကိုတော့ကောင်းကောင်းမမြင်ရဘူးဒါပေမဲ့အဲ့ဒီဘက်ကအော်ဟစ်အားပေးတဲ့နေအုပ်ကြက်ကြက်ပြောဆိုနေတဲ့နေကိုတော့ကြားနေရတယ်ပင်စီကျောင်းဘက်ကအားပေးနေကြတာလေကျွန်တော်ကလွဲရင်ကျွန်တော်တို့ကျောင်းတစ်ကျောင်းလုံးအဲ့ဒီဘက်မှာရောက်နေတာဟုတ်ဆက်စုံကျောင်းဘက်ကတော့တိတ်အားပေးတယ်မကြားရဘူးဘယ်ကြားရမလဲလေသူတို့အတင်းခမတရက်တကြီးကလာကန်ရတာဖြစ်လေတော့လူများများခေါ်မလာနိုင်ဘူးပေါ့ကျောင်းဘောလုံးပွဲတွေထုံးစံမှာမိန်းကလေးတွေများများဆဆလာလေးမရှိဘူးတန်းကြီးကျောင်းသားကြီးတွေကိုသာမိန်းကလေးတွေကိုခေါ်ခွင့်ပြုတယ်ကောင်းတာမကောင်းတာတော့ကျွန်တော်မသိဘူးဗျာမိန်းကလေးမခေါ်ရဘူးဆိုတဲ့စီကံကိုတော့ကျွန်တော်မကြိုက်ဘူးပြင်းစရာကြီးကိုနားတစ်ဝိုက်မှာကောင်မလေးတွေမြင်ရရင်အချင်ပြေတာပေါ့အပြင်းပြေတာပေါ့သူတို့ဘာသာလက်မောင်းကဝဲကိုပဲကုတ်နေတခွေးခွေးနှက်ညစ်ချင်ညစ်နေပလေစီတခိခိနဲ့ကမြင်းညောထချင်လဲထနေကြပလေစီရေးမကြီးပါဘူးကျွန်တော်တို့ကျောင်းဘောပွဲတွေကိုဆယ်မာတော့မကြခဏလာတဲ့ရဲ့ဆယ်မာဆိုတာ
ကျွန်တော်တို့ကျောင်းကကျောင်းဦးကြီးသမီးခင်ဗျကျွန်တော်ထက်ကြီးတယ်ဆွဆွလန်းလန်းဖြစ်လောက်အောင်တော့မဟုတ်ပါဘူးဒါပေမဲ့ရုပ်ကလေးကတော့တိတ်မဆိုးတခါမှကျွန်တော်နဲ့သူမျိုးထဲမှာဘတ်စကားစီးလိုက်ရင်ထိုင်ကုန်ချင်းကက်လျက်သာသွားကြတာနဲ့စကားနည်းနည်းပါးပါးပြောဘူးတယ်ကျွန်တော်သူ့ကိုသဘောကျသွားတယ်နှာခေါင်းတော့နည်းနည်းကြီးရယ်လက်သေးတွေကလည်းကိုက်ထားလိုက်တာအကုန်အပဲ့နဲ့ရွဲကြည့်ပဲပြီးတော့သူ့ကိုယ်ပေါ်မှာလည်းအတုတွေအခုခံနေလဲလှုပ်ထားလိုက်သေးတယ်သူ့ကိုကြည့်ပြီးစိတ်ထဲမှာတနာသလိုလိုတောင်ဖြစ်မိတယ်ကျွန်တော်သူ့ကိုသဘောကျတာကသူ့ဖေကအကြောင်းကိုကြည့်ပေမဲ့စကမ်းမကြည့်ဘူးဖော်ဖော်ရွေရှိတယ်အဲ့ဒါကိုသဘောကျတာသူ့ဖေအကြောင်းဆရာကြီးဟိတ်ဟန်များတာကိုဘာလို့ကိုလဲသူသိပုံရတယ်သူများတွေလိုကွင်းနဲ့ဆင်းပြီးမကြည့်ပဲတော်စင်တောင်ကုန်းပေါ်ကကြည့်တာအကြောင်းရှိတယ်ကျွန်တော်ကလှန်တိုင်းဖွဲ့နဲ့နယူးယောက်ကပြန်လာတာကျွန်တော်ကအဲ့ဒီလှန်တိုင်းဖွဲ့ကိုခေါင်းဆောင်သွားရတာလေဘယ်ဆိုးလို့တော့အကောင်ကြီးပေါ့ကျွန်တော်တို့ကျောင်းကမဗာနီကျောင်းနဲ့လှန်တိုင်းပြိုင်ကစားဖို့အဲ့ဒီနေ့မနက်ပိုင်းနယူးယောက်ကိုလာခဲ့ကြတယ်ဒါပေမဲ့မကစားဖြစ်ဘူးခင်ဗျာဖြစ်ပုံကဒီလိုလေနယူးယောက်ကိုရောက်တော့ကျွန်တော်ကအားကစားပစ္စည်းတွေကိုမြေရောက်ပူတာထဲမှာခဏချထားပြီးနိုင်ရမှာကတ်ထားတဲ့နယူးယောက်မြေပုံကြီးကိုတွားကြည့်တယ်မြေရောက်ပူတာရောမြေပုံကြီးကိုကြည့်ရတဲ့အကြောင်းကကျွန်တော်တို့တွေဘယ်နေရာဆင်းပြီးဘယ်ပေါက်ကထွက်ရမယ်ဆိုတာဒါမှသိမှာကိုပြန်လာတော့ပစ္စည်းတွေမရှိတော့ဘူးခင်ဗျာလစ်သွားပြီကျွန်တော်အပြစ်မဟုတ်ဘူးလေမြေပုံကြည့်မှကျွန်တော်တို့တွေဘယ်ရောက်မယ်ဘယ်ပူတာပေါက်ကထွက်ရမယ်ဆိုတာသိမှာကိုဒါနဲ့ကျွန်တော်တို့အသိမကစားဖြစ်တော့ပဲပြန်လာခဲ့ကြရတာအမှန်ကကျွန်တော်တို့တွေညစာစားချိန်လောက်မှပြန်ရောက်ရမှာခုတော့နေ့နဲ့နိုင်ပြန်2ချက်လောက်မှပြန်လာခဲ့ရတယ်အပြန်ကြတော့ကစားမဲ့ကောင်တွေကစိတ်ဆိုးလို့ရထားပေါ်မှာကျွန်တော်ကိုစကားတစ်လုံးမှမပြောကြအောင်တော်တော်ရှိရတယ်ကွင်းထဲကိုသွားပြီးမကြည့်တဲ့နောက်အကြောင်းတစ်ခုဟာကျွန်တော်တမိုင်းဆရာစပင်ဆာကိုသွားနှောက်ဆက်အောင်မှမလို့အထဲကိုမဝင်တော့တာဆရာစပင်ဆာကတုတ်ကွေးကွေးပြီးအိပ်ရတယ်လဲနေတယ်နာတာလူပွဲတော့ကျောင်းပိတ်ချိန်ထိဆရာနဲ့ကျွန်တော်ပြန်တွေ့ရတော့မှာမဟုတ်ဘူးကျွန်တော်အိမ်ပြန်ရင်သူ့စီကိုခဏလာခဲ့အောင်လို့ဆရာကမှားထားတယ်လေတကယ်တော့ကျွန်တော်ဒီတစ်ခါအိမ်ပြန်ရင်ပင်စီကျောင်းကိုလည်းပြန်ရောက်တော့မှာမဟုတ်ဘူး။အော်မေ့နေလို့ဒီအကြောင်းကိုပြောရအောင်မယ်။ကျောင်းအာနာပိုင်တွေကကျွန်တော်ကိုကျောင်းကထုတ်ပြလိုက်တယ်ခင်ဗျာ။နာတာလူကျောင်းပိတ်ရက်ပြီးရင်လေဒီကျောင်းကိုကျွန်တော်ပြန်လာစရာအကြောင်းမရှိတော့6လပတ်ဆာမွေးမှာကျွန်တော်4ဘာသာကြားတယ်။ဒီတော့ကျောင်းအာနာပိုင်တွေကသူတို့နဲ့လာတွေ့ဖို့ကျွန်တော် notice ထုတ်ထားတယ်။အထူးသဖြင့်6လပတ်အပြီးမှာကျွန်တော်မိဘတွေကကျောင်းကိုကြည့်နေလာပြီးမဆွေးနွေးခင်မှာကျွန်တော်လည်းလိုက်လာပြီးဆရာကြီးနဲ့တွေ့ရမယ်တဲ့။ဒါပေမဲ့ကျွန်တော်သွားမတွေ့ဖြစ်ဘူး။ဒါနဲ့ကျွန်တော်ကိုကျောင်းကထုတ်ပစ်လိုက်တာပဲ။ပင်စီကျောင်းမှာဒီလိုပဲဆောင်မွဲကြတဲ့ကျောင်းသားတွေကိုမကြာခဏထုတ်ပစ်တတ်တယ်။သူ့ကျောင်းအောင်ချက်ကိုတော်တော်ဂရုစိုက်တယ်။ဂရုစိုက်တဲ့အတိုင်းအောင်ချက်လည်းတော်တော်လေးကောင်းပါတယ်။ရာသီကဒီဇင်ဘာလကြီးရဲ့တော်တော်လေးအေးနေပြီ။အေးလိုက်သမားကျွန်တော်တို့အရက်စကားနဲ့ပြောရရင်စုံမရဲ့နှုတ်ဒီကောင်ကြနေတာပဲခင်ဗျာ။တောင်ကုန်းပေါ်မှာဆိုတော့ဘာပြောကောင်းမလဲ။လေကတခုခုနဲ့အေးလိုက်တာမပြောပါနဲ့တော့ကျွန်တော်မှပြောင်းပြန်လှန်ဝစ်လို့ရတယ်ကိုအင်းကြီးလေးတစ်ထဲပဲပါလာတယ်လက်အိတ်တို့ဘာလို့လဲမပါဘူးလွန်ခဲ့တဲ့တပတ်လောက်တုန်းကကျောင်းဆောင်ကကျွန်တော်အခန်းထဲမှာတခိုးခိုးခံလိုက်ရတယ်လေကလအုံမွေးကိုအင်းကြီးနဲ့ကိုအင်းကြီးထဲမှာထည့်ထားတဲ့သိုးမွေးလက်အိတ်လေးပါအစ်စ်ပါသွားတယ်ပင်စီကျောင်းမှာဒီလိုအလစ်သမားကလည်းတိတ်ပေါ်တာပဲခင်ဗျအများအားဖြင့်ကြီးရတဲ့သားသမီးတွေလာကြတာပါပဲဒါပေမဲ့အလစ်သမားတော်တော်ပေါ်တယ်ကျွန်တော်ထင်ပြောရရင်တော့လူကုန်ထန်သားတွေပတ်စံရှိသားသမီးတွေဈေးစကားကြီးတဲ့ကျောင်းဖြစ်လေလေအလစ်သမားပေါ်လေလေလို့ထင်တာပဲတကယ်ပြောတာဒါနဲ့ကျွန်တော်လည်းအမြောက်ကြီးနားမှာရရင်ဘလုံးမွဲကိုလှမ်းကြည့်နေတယ်အေးလိုက်တာတော့မပြောပါနဲ့တော့ချီချမ်းတယ်ဆိုတာဒါမျိုးပဲထင်တာပဲကြည့်လို့သာကြည့်နေရတယ်သိလည်းစိတ်မပါပါဘူးကျွန်တော်စိတ်ထဲမှာငါဒီကျောင်းကထွက်ရတော့မှာပါလားဆိုတဲ့စိတ်ပေါ်လာအောင်နှလုံးသွင်းမှုစူးစမ်းကြည့်တယ်အရှင်ကတော့ကျွန်တော်ကျောင်းတွေကထွက်ရဲရတွေကထွက်လို့သာထွက်ခဲ့ရတယ်ကိုထွက်လာခဲ့တာကိုဘာမှသတိမပြုခဲ့မိဘူးထွက်ဆိုလို့သာထွက်လာရတယ်တခါတလေမှထွက်လာမှန်းတော့မသိလိုက်ဘူးကျွန်တော်ဒါမျိုးမဖြစ်ချင်ဘူးလေနေရာတစ်ခုကိုကစွန့်ခွာရတော့မယ်ဆိုရင်ဩဒီနေရာကလေးကိုငါစွန့်ခွာသွားရတော့မှာပါလားဆိုတဲ့အတိကလေးခံစားချက်ကလေးပေါ်ခြင်းနဲ့ဝမ်းနေခြင်းနဲ့ပေါ့စိတ်မကောင်းဖြစ်ခြင်းလည်းဖြစ်ပေါ့ကိစ္စမရှိပါဘူးဘလို့မှခံစားချက်မရှိပဲထွက်လာတာနဲ့စာရင်သူကတော်သေးတာပေါ့လေကျွန်တော်ကန်ကောင်းတယ်ဒီเจ้าကထွက်ရမယ်ဆိုတော့ကျွန်တော်မှလွမ်းစရာအမှတ်ရစရာကလေးတခုကျွန်တော်ချက်ချင်းသတိရလာတယ်မနစ်ကဒီချိန်မတိုင်ခင်အော်တိုဘာလလောက်မှာပေါ့ကျောင်းစာသင်ခန်းရှိကကွင်းပြင်မှာကျွန်တော်ရဲ့ရောဘတ်ရဲ့ပိုးရဲ့3ယောက်ဘောလုံးကန်နေကြတယ်နှစ်ယောက်စလုံးပေါင်းလို့တင်လို့ကောင်းပါတယ်
သူသဖြင့်ရောဘတ်ကပို့ပြီးပေါင်းလို့ကောင်းတယ်ညစာမစားခင်ကလေးမှာပေါ့တော်တော်လေးမှောင်စပြုတ်နေပြီဒါပေမဲ့ကျွန်တော်တို့၃ယောက်လည်းဘောလုံးကန်ကောင်းကောင်းနဲ့ဆက်ကန်နေကြတယ်ကန်ရင်နဲ့မှောင်တစ်ထက်မှောင်လာပြီမှောင်သမားတစ်ခါတလေဘောလုံးကိုတော့ကောင်းကောင်းမမြင်ရတော့ဘူးဒါပေမဲ့ကျွန်တော်တို့ဆက်ကစားမြဲကစားနေကြတယ်ဒီတော့မှကျွန်တော်တို့ကိုဇီဝဗေဒတင်တဲ့ဆရာဖန်စီဟာစာသင်ခန်းပြတင်းပေါက်ကထွက်ကြည့်ပြီးအဆောင်ပြန်ကြဖို့ပြောတယ်ခဏနေရင်ညစာခေါင်းလောင်းတီးတော့မယ်တဲ့မိုးချုပ်လာပြီတဲ့ဒါနဲ့ကျွန်တော်တို့၃ယောက်ကစားတာကိုရက်လိုက်ကြရတယ်ဒီတော့ကျွန်တော်မှဒီလိုအမှတ်တင်တင်ကိစ္စလေးတွေတတဆရာလွမ်းစရာကိစ္စလေးတွေကိုပြန်ပြင်ပြီးသတိရလာရင်နှုတ်ဆက်လိုက်ရတဲ့အခါစိတ်ပါလက်ပါရှိတယ်စိတ်ထဲမှာဘာလွမ်းစရာမှမရှိပဲခွဲခွာကနေနှုတ်ဆက်ရတာတော်တော်စိတ်ပြက်စရာကောင်းတယ်တိတ်ပြီးဝစ်ကြည်တန်းကြည်နိုင်လုံးတယ်လောက်ကဝစ်တက်တက်ဖြစ်နေတယ်ဒါနဲ့ကျွန်တော်လည်းဒီဖြစ်ပျက်ကလေးတွေကိုသတိရတာနဲ့ဘောလုံးမဲကိုဆက်မကြည့်တော့ပဲသမိုင်းဆရာစပင်ဆာအိမ်ဘက်ကိုပြေးလာခဲ့တယ်ဆရာစပင်ဆာကကျောင်းပရဝုံထဲမှာမနေဘူးအပြင်ဘက်အန်တိုနီဝိန်းလန်းမှာနေတယ်ဆရာအိမ်ဝင်းပေါက်ကအထိကျွန်တော်ပြေးလာခဲ့တယ်အနားရောက်တော့မှအမောဖြေရတယ်ကျွန်တော်ကတက်လုံတိတ်ခေါင်းတဲ့ကောင်မဟုတ်ဘူးဘယ်ကောင်းမှမလဲကျွန်တော်ကစစ်လိတ်တောက်တာကိုဖေတို့မေတို့ကကျွန်တော်စစ်လိတ်ပြက်အောင်လုပ်ကြပါသေးရဲ့ဒါပေမဲ့မပြတ်ပါဘူးနောက်တစ်ချက်ကကျွန်တော်ဟာမိနစ်ကထက်6လက်မခွဲလောက်ပိုပြီးရက်ထွက်လာတယ်စစ်လိတ်တောက်တဲ့အတွက်ကျွန်တော်မှာ TV လိုဘာလိုဖြစ်တယ်အမလီသွေးစေးရဓာတ်မှန်ရနဲ့လှုပ်လိုက်ရတာဖက်ကိုမောနေတာပဲတော်ပါသေးရဲ့ဘာမှမတွေ့ရဘူးကျောင်းပရဝုံဝင်းဝမှာတအောက်လောက်အမောဖြေပြီးလမ်းတိုင်းကျွန်တော်ပြေးလာခဲ့တယ်။အေးလိုက်တာကလည်းမပြောပါနဲ့တော့။ဘာဖြစ်လို့ဒီလောက်အရေးကြီးပြေးနေရတယ်လဲဆိုတာကျွန်တော်မသိဘူး။စိတ်ထဲမှာပြေးချင်ချင်းရှိတာကိုပြေးလာခဲ့တာပဲ။လမ်းတစ်ဖက်ကိုဖြတ်ကူးလိုက်တော့ကျွန်တော်စိတ်ထဲမှာကျွန်တော်ဟာပျောက်သွားမလားလို့ထင်လိုက်ရတယ်။မှောင်ကလည်းမှောင်အေးကလည်းအေးတော့ကျွန်တော်ဟာလောကကြီးတွေကပျောက်သွားမလားလို့တောင်စိတ်ထဲမှာထင်လိုက်မိတယ်။ဆရာအိမ်ရောက်တော့ကျွန်တော်တကားခေါင်းလောင်းကိုခက်တင်းတင်းလေးဖိလိုက်တယ်။ကျွန်တော်တကူလုံးရီခဲမတက်အေးဆက်နေပြီလေ။နရက်တွေကထုံချင်ပြီးလက်ချောင်းလေးတွေဆူတာလဲတောင့်တင်းနေပြီ။ကောင်းကောင်းတော့ကွေးလို့မရချင်တော့။ကဲပါဗျာတကားမြန်မြန်ဖွင့်ပေးကြစမ်းပါလို့ကျွန်တော်စိတ်ထဲကလှမ်းអော်မိတယ်။နောက်ဆုံးတော့ဆရာကတော့ထွက်လာတယ်။သူတို့အိမ်မှာအိမ်ပေါ်တို့ဘာတော့မရှိဘူးလေ။ဧည့်သည်ဆောင်တယ်လာလို့တကားဖွင့်ပေးရင်သူတို့ကိုယ်တိုင်ဖွင့်ပေးကြတာကြီးပဲ။အိမ်ပေါ်မရှိတာလည်းမပြောနဲ့သူတို့မှကြွယ်ဘူးကြွယ်ဝလည်းမဟုတ်ပဲကိုဟဲ့ဟိုတင်လားပေါ်မှပေါ်လာသေးတကူလာအပြင်မှာအေးလာရောပေါ့လို့ကျွန်တော်ကိုလမ်းခေါ်တယ်ဆရာကတော်ဟာကျွန်တော်ကိုတွေ့ရတာဝမ်းသာနေတယ်ဆရာကတော်ကကျွန်တော်ကိုချစ်တာကိုအေးလီဒါကကျွန်တော်အထင်ပေါ့ကျွန်တော်လည်းအိမ်ထဲကိုခတ်တုတ်တုတ်ဝင်လိုက်တယ်ဆရာကတော်နေကောင်းတယ်မဟုတ်လားဆရာကောနေကောင်းတယ်နော်လို့ကျွန်တော်ကမေးလိုက်တယ်လာနေအင်းကြီးငါ့ကိုချွတ်ပေးလို့ပြောတယ်ဆရာကတော်ကဆရာနေကောင်းရဲ့လားလို့ကျွန်တော်အမေကိုကြားဟန်မတူဘူးဟုတ်သားပဲဆရာကတော်ကနည်းနည်းနားလေးတာကိုဘယ်ကြားမလဲအိမ်ရှိအဝင်ကအင်ကြီးချိတ်တဲ့အခန်းကလေးထဲမှာကျွန်တော်ကိုယ်အင်ကြီးကိုသွားချိတ်တယ်ကျွန်တော်ကခေါင်းပေါ်မှာတင်နေတဲ့နှင်းပွင့်တွေကိုလက်နဲ့တက်ချလိုက်တယ်ကျွန်တော်ခရုကက်လို့ခေါ်တဲ့သင်္ဘောသားစပင်တူတူလေးထားတော့ဘယ်တော့မှခေါင်းဖြီးတယ်မရှိလာဘူးသူကြားအောင်ဆိုပြီးကျွန်တော်ကလေးတန်းကျဲကျဲနဲ့ဆရာကတော်နေကောင်းတယ်မဟုတ်လားသူကတကားကိုပြန်ပေးရင်ပြန်ကောင်းတာမကြသေးဘူးကွမင်းကောဘလို့လဲသူ့မေးပုံကတမျိုးပဲကျွန်တော်ကြောင်းထုတ်ခံရတာကိုဆရာပြောပြလို့သိနေတဲ့ပုံမျိုးကောင်းပါတယ်ဆရာကောတို့ကွေးတုံးမဲ့လားခုတော့ပျောက်သွားပါပြီကွယ်မင်းကိုကြည့်ရတာကဲမင်းဆရာစီသွားလိုက်အောင်ခန်းထဲမှာရှိလေရဲ့ဆရာတို့လင်မယားကကိုခန်းထဲကိုနေကြတယ်နှစ်ယောက်စလုံး80နာကတ်နေကြပြီထင်တယ်ကြော်တောင်ကြော်ပြီလားမဆိုနိုင်ဘူးဆရာတို့လင်မယားကိုကြည့်ရတာတော်တော်အသေးရဖို့ကောင်းတယ်ကျွန်တော်အသေးရတယ်ဆိုတာဒီလိုပါကျွန်တော်ကဆရာကိုအထင်ကြီးတယ်လေးစားတယ်ဒီအသက်အရွယ်ကြီးထိဘာဖြစ်လို့များကျောင်းဆရာလုံနေသေးလဲဆိုတာကျွန်တော်နားမလည်နိုင်ဘူးဆရာကိုကြည့်တော့ခါကတော်တော်ကိုကိုင်းနေပြီကျောင်းမှာစာသင်ရင်မြေပြူတို့ဘာတို့လွတ်ကျသွားရင်တော်တော်နဲ့ကုန်းကောင်လို့တော့မရဘူးရှေ့ထဲမှာထိုင်နေတဲ့ကျောင်းသားတယောက်ကထပြီးကောက်ပေးရတာကြီးပဲအမှန်ကတော့ဆရာကိုအထင်ကြီးလေးစားလို့ကျွန်တော်ကဒီလိုထင်နေတာပါတကယ်တော့ဆရာလည်းလူပါပဲကြွားခြင်းဝါခြင်းတာကလေးရှိမှာပေါ့ဥပမာဆရာကြွားတာကလေးတခုကျွန်တော်ပြောရအောင်မယ်တခါတော့ကဆရာကကျွန်တော်တို့ကျောင်းသားတစ်တိုက်ကိုချောကလက်ကြိုပြီးကျွေးတယ်ကျွန်တော်တို့ချောကလက်စားနေတော့မှဆရာကသူ့ဝယ်လာတဲ့နာဗင်ဂျိုဆောင်ကြီးကိုထုတ်ပြတယ်
သူနဲ့ဆရာကတော့အိန္ဒိယလူနီတယောက်စီကဝဲလာတာတဲ့အမှန်ကတော့သူ့ဆောင်ကဒီလောက်ကောင်းတဲ့ဆောင်လည်းမဟုတ်ပါဘူးဒါပေမဲ့ဆရာမနေနိုင်ဘူးသူဝဲလာတာကိုထုတ်ပြပြီးကြွားပြအောင်ကြွားလိုက်သေးတယ်အသက်ကြီးလာပြီဆိုရင်ဘသူဖြစ်ဖြစ်ဘာမဟုတ်တာလေးကိုကြီးကြီးကျယ်ကျယ်လှုပ်ချင်လှုပ်နေကြသလားမပြောတတ်ပါဘူးဆရာအခန်းကတခါပွင့်နေတယ်ဒါပေမဲ့ကျွန်တော်တန်းပြီးဝင်မသွားပါဘူးရင်ကြီးသမှုအနေနဲ့တကားခောက်လိုက်တယ်ကျွန်တော်ဝင်သွားတော့ဆရာကတားရီထိုင်ကုန်ကြီးပေါ်ကစောစောကကျွန်တော်ပြောတဲ့နာဗင်ဂျူဆောင်ကြီးကိုခြုံလို့ကျွန်တော်ကတကားခောက်လိုက်တော့ဘသူလဲဟိဟိုလ်တင်လာလို့လန့်អော်တယ်ဆရာဟာအတန်းပြင်มาလဲလေတံခက်ကြဲကြဲပဲခန်းထဲဝင်သွားတော့ငါလာမိတာမှားပြီထင်တယ်လို့ကျွန်တော်ဘာသာထင်လိုက်မိတယ်ဆရာကအတ္တလန်တိတ်လစဉ်မဂ္ဂဇင်းကိုဖတ်လို့သူ့ဘေးပတ်လဲမှာလဲဆေးပလင်းတွေဆေးလုံးတွေဆေးပြားတွေပြန်ကျဲလို့ခန်းတစ်ခန်းလုံးလဲဘစ်ပရုတ်စီနန်းကထောင်းထောင်းထနေတယ်ကျွန်တော်ဟာနေမကောင်းတဲ့လူကိုတိတ်ရှောင်ကွင်းလေမရှိတော့လဲဆရာအနာကိုလာရတာတော်တော်စိတ်ညစ်သွားတယ်ပိုပြီးစိတ်ပြက်ဆရာကောင်းတာကဆရာဟာဟောင်းနှွမ်းနေတဲ့ရေချိုးဝိယုံကြီးကိုဝစ်ထားတယ်ဝိယုံကြီးကလည်းတော်တော်ဟောင်းနေပါပြီသူမွေးကာစကလေးကဝစ်လာတဲ့ဝိယုံများလားတောင်အောက်မေ့ရတယ်ကျွန်တော်ကလည်းတမျိုးဗျအသက်ကြီးကြီးလူတွေညစ်အိတ်အင်ကြီးကြီးရေချိုးကန်းဝစ်တဲ့ဝိယုံကြီးတွေကိုဝစ်နေတာမြင်ရရင်စိတ်ထဲမှာတမျိုးပဲတကယ်မကြိုက်ချင်ဘူးဝိယုံအင်ကြီးကိုရင်မက်ဟထားတော့သူတို့ရဲ့နံရိုးတွေရင်ကောင်းရိုးတွေကအပြိုင်ပြိုင်ပေါ်လို့ပြီးတော့ခြေထောက်တို့ပေါင်တန်တို့ကလည်းပလွေရိုးကျနေတာပဲရေချိုးစိတ်တို့ပင်လယ်ကန်းဆက်တို့မှာအဖိုးကြီးဖွားကြီးတွေရေချိုးဝိယုံတွေဝစ်တာကိုကျွန်တော်မြင်မှုတယ်ဘယ်လို့မှကြည့်လို့မကောင်းဘူးခြေထောက်တွေပေါင်တန်တွေကဖြူရောအမွှေးမြင်နေဘာလို့လဲမရှိဘူးပြောင်ချော်ချော်နဲ့ရဲ့နေကောင်းရလားဆရာပေးလိုက်တဲ့စာရပါတယ်ဘာဖြစ်လို့ပေးရတာလဲကျွန်တော်လာနှုတ်ဆက်မှာပေါ့ဆရာနာတာလူကျောင်းပြန်ဖွင့်ရင်ကျွန်တော်ကျောင်းကိုပြန်လာမှာမဟုတ်တော့တဲ့အတွက်သူ့စီကိုလာပြီးနှုတ်ဆက်ဖို့စာကလေးတစ်စောင်ကျွန်တော်စီရေးထားတာကိုထိုင်ကွာဆိုပြီးဂရင်ပေါ်မှာတက်ထိုင်မှုလက်နှုတ်ထိုးပြတယ်ကျွန်တော်ကဝင်ထိုင်ရင်ဆရာတုတ်ကွေးဘယ်နဲ့နေသေးလဲဆရာသိမကောင်းသေးဘူးကွာကောင်းတယ်ဆိုရင်ဘယ်ဒီလိုနေမလဲကွာဆရာဝန်ခေါ်မှာပေါ့လို့ဆရာပြောတယ်ဆရာကသူ့စကားကိုသူသဘောကျပြီးရဲနေတယ်ပြီးတော့မှကိုစူးစမ်းပြီးမတ်အောင်လှုပ်လိုက်ရင်ဘောလုံးဝဲမသွားဘူးလားပွဲရတော့ပွဲကြီးပွဲကောင်းမယ်ကွာသွားပါတယ်ဆရာကျွန်တော်ခုအဲ့ဒီကလာခဲ့တာကျွန်တော်လဲလှန်တိုင်းအသင်းနဲ့နေ့လယ်ကမှနယူးယောက်ကပြန်လာတာဆရာအမလီဗျသူ့ဂရင်ကလည်းစိတ်မရှိလိုက်တာကြောက်ဆောင်ကြီးပေါ်တက်ထိုင်နေရတယ်လို့ပဲခဏကြာတော့ဆရာကမျက်နှာတီသွားတယ်ဆရာဟာဒီလိုပဲရဲစရာကိုတစ်ချက်လောက်သာပြောပြီးမျက်နှာပြန်တီသွားတတ်တာကြီးပဲမင်းတို့เจ้าကိုပြန်မလာတော့ဘူးပေါ့ဟုတ်တယ်ဆရာမလာတော့ဘူးလို့စိတ်ကူးတယ်ဆရာဟာဘာမှမပြောပဲခေါင်းတညိမ့်ညိမ့်လှုပ်နေတယ်စကားပြောရင်ကျွန်တော်ဆရာလောက်ခေါင်းလေးတညိမ့်ညိမ့်လှုပ်တတ်တဲ့လူမျိုးကိုကျွန်တော်တယောက်မှမတွေ့ဘူးသေးဘူးဘာဖြစ်လို့ဒီလောက်တောင်ခေါင်းတညိမ့်ညိမ့်လှုပ်ရတယ်လဲဆိုတာတော့ကျွန်တော်လည်းမပြောတတ်ဘူးတကယ်ပဲလေးလေးနက်နက်စဉ်းစားနေရလို့လားဒါမှမဟုတ်ကို့ခေါင်းနဲ့ကို့ပင်ကိုတောင်ခွဲခြားမသိတတ်လောက်အောင်ယူလွန်အလွန်နဲ့သူမို့လားဘာကြောင့်လို့တော့မပြောတတ်တော့ဘူးမင်းเจ้าကြီးနဲ့သွားတွေ့တယ်မို့လား तू ကဘာပြောလိုက်တယ်လဲတွေ့ပါတယ်ဆရာ2 နာရီလောက်ကြာပါတယ်ဘာပြောလိုက်တယ်လဲဘဝဆိုတာကစားပွဲကြီးနဲ့တူတယ်ကစားပွဲမှာဝင်ကစားရင်သူ့စီကန်းနေနဲ့အညီကစားရမယ်စသဖြင့်ကျွန်တော်ကိုဆုံးမတာပေါ့ဆရာဒီပြင်တော့ထူးထူးထွေထွေဘာမှမပြောပါဘူးဘဝဆိုတာကစားပွဲကြီးနဲ့တူတယ်ဆိုတာကိုကြည့်ပြောတာပါပဲဟုတ်သားပဲတကယ်တော့ဘဝဆိုတာကစားပွဲကြီးပဲငါတပည့်ဒီကစားပွဲကြီးမှာသူ့စီကန်းနဲ့သူကစားရပေလိမ့်မယ်ဟုတ်ပါတယ်ဆရာလာပြန်ပြီကျွန်တော်ဆရာကလည်းဘဝဆိုတာကစားပွဲတဲ့ဘာကစားပွဲလဲကိုယ့်ဘက်ကအနိုင်ရအောင်ကောင်းကောင်းကစားနိုင်တယ်လူတော်ရေးကြီးရှိရင်တော့ဟုတ်တာပေါ့ဘဝဆိုတာကစားပွဲကြီးပေါ့ဒါပေမဲ့ကိုယ့်ဘက်ကလူညံ့လူလျှော်ရေးကြီးရှိနေရင်ဒီကစားပွဲကြီးကဘာလို့မှလဲရှုံးနေတဲ့ကစားပွဲကြီးအလကားကစားပွဲကြီးဆရာကြီးကမင်းမိဘတွေစီကိုစာရေးအောင်မလဲလားတင်းလာနေကြရင်ရေးမယ်လို့ပြောလိုက်ပါတယ်ဆရာမင်းအောင်မင်းကိစ္စနဲ့ပတ်သက်လို့အိမ်ကိုစာရေးပြီးပြီလားမရေးတော့ဘူးဆရာဗိုလ်တဟူးနေ့ညအိမ်ပြန်ရောက်တော့မှပဲကျိုးเจ้าကိုပြောပြတော့မယ်မင်းမိဘတွေကဘာပြောမယ်ထင်တယ်လဲသူတို့ကတော့ကျွန်တော်ကိုစူကြမှာပေါ့ဆရာကျွန်တော်ကြောင်းပြောင်းတာ၄ချောင်းတောင်ရှိနေပြီဆိုတော့ကျွန်တော်ကိုစိတ်ဆိုးကြမှာပေါ့ကျွန်တော်ခေါင်းရမ်းခဲ့တယ်ခုလဲခေါင်းကိုတွတ်တွတ်ခတ်အောင်ရမ်းလိုက်မိတယ်ကျွန်တော်စကားပြောရင်ကိုလူဆိုတဲ့စကားကိုကိုဘာသာကိုမကြခဏသုံးတတ်တယ်ကျွ
ကျွန်တော်ကဟောဟာရမကြွေတာလည်းပါတယ်တခါတလေမှာကျွန်တော်အသက်ထက်ငယ်နေပုံပေါက်လို့လည်းပါတယ်အဲ့ဒီတုန်းကကျွန်တော်က16နှစ်ခုဆိုရင်18နှစ်ဒါပေမဲ့ကျွန်တော်ဟာ73နှစ်သားလေးလိုနေတုံးပဲရေစရာတော့ကောင်းတယ်ကျွန်တော်ကိုကြည့်လိုက်တော့ရက်က6ပေ2လက်မှခေါင်းကလည်းတစ်ခေါင်းလုံးဖြူဖွေးနေပြီတကယ်ပြောတာကျွန်တော်ခေါင်းရဲ့ဘယ်ဘက်ချမ်းမှာဆိုရင်သပင်းမြူတွေတန်းချီပြီးတော့ရှိလိမ့်မယ်ထင်တယ်ခေါင်းတစ်ချမ်းဖြူတာအခုမှမဟုတ်ဘူးကျွန်တော်ငယ်ငယ်လေးကလေးကဖြူတာဒါတော့မှတခါတလေမှကျွန်တော်12နှစ်သားလေးတယောက်လိုနေတော့ထိုင်တော့မယ်တဲ့ကျွန်တော်ဖေကပြောတယ်တစိမ့်တစ်ပိုင်းတော့မှန်ပါလိမ့်မယ်ဒါပေမဲ့အကုန်လုံးတော့မမှန်ဘူးခင်ဗျခက်တာကလူတွေဟာသူတို့ပြောဆိုတာအကုန်မှန်တယ်လို့ကြီးထင်နေတယ်ကိုယ့်အသက်နဲ့လိုက်အောင်နေအောင်လို့လူတွေကပြောကြပေမဲ့ကျွန်တော်သူတို့စကားကိုအရေးလုံးမနေနိုင်ဘူးတခုတော့ရှိရဲ့သူတို့ပြောပန်များလာတော့နည်းနည်းနားကြီးတယ်တခါတလေတော့လေကျွန်တော်လူကြီးလိုကောင်းကောင်းမွန်မွန်နေပါတယ်ဒါပေမဲ့ဒါကြတော့လေသူတို့ကအတိမဲ့မပြုတ်ကြဘူးခင်ဗျမသိသလိုလုပ်နေကြတယ်လူတွေဟာကောင်းတာလုပ်ပြီးပြီဆိုရင်သိမသိကြအောင်စောင့်တတ်ကြတယ်တိမဲ့မပြုတ်ကျင်တတ်ကြဘူးဆရာကခေါင်းလေးတစ်ညင်ညင်လုံနေတယ်သူ့လက်ကနှာခေါင်းစီကိုရောက်သွားတယ်ကျွန်တော်ထင်တာကတော့နှာကလေးသတိုးလောက်တို့နေတယ်ထင်တာပေါ့ဒါပေမဲ့မဟုတ်ဘူးခင်ဗျနှာခေါင်းကိုနှိုက်နေတာအခန်းထဲမှာကိုယ့်တစ်ဖက်တယောက်တည်းရှိနေတော့ဒီလိုလုပ်တာအရေးမကြီးဘူးလို့ထင်ပုံရပါတယ်ဟုတ်ပါတယ်ကျွန်တော်ကလည်းရေးမကြီးပါဘူးသို့တော့ကိုယ့်ရှိမှနှာခေါင်းကိုနှိုက်နေတာမြင်တော့နည်းနည်းတော့ယွန်းတာပေါ့ခင်ဗျာကျောင်းဆရာကြီးနဲ့လာတွေ့တော့ကမင်းဖေရောမေရောနှစ်ယောက်စလုံးငါတွေ့လိုက်ရတယ်တော်တော်ထက်တန်းကြတဲ့ပုံကိုယ်တွေပဲဟုတ်ကဲ့သူကတော့ထက်တန်းကြတဲ့ကျွန်တော်ကတော့အဲ့ဒီစကလုံးကိုတော်တော်မုန်းတယ်အယမ်းမုန်းတယ်လောကုစကားလို့ထင်တယ်အဲ့ဒီစကလုံးကိုကြားရတိုင်းကျွန်တော်စိတ်ထဲမှာတမျိုးကြီးပဲဒီတုန်းမှာဆရာဟာကျွန်တော်ကိုတခုပြောတော့မဲ့ပုံနဲ့ကိုမတ်လိုက်တယ်အမှန်တော့တမင်လန့်ချီပေးလိုက်တာပါဆရာသူ့နားမှာရှိတဲ့အတ္တလန္တိတ်လစဉ်မဂ္ဂဇင်းကိုကျွန်တော်ဘေးအိပ်ရာပေါ်ကိုလှမ်းပစ်လိုက်တယ်ဒါပေမဲ့ဂရင်းပေါ်မရောက်ဘူးခင်ဗျနှစ်လက်မလောက်လွဲသွားပြီးဂရင်းအောက်ကိုကျသွားတယ်ကျွန်တော်ကထိုင်ရာထကောက်ပြီးဂရင်းမော်ကိုတင်ထားလိုက်တယ်ကျွန်တော်အခန်းထဲကထွက်ပြေးခြင်းတယ်ကျွန်တော်ဩဝါဒတွေအရှိကြီးပြီးတော့မဲဆိုတာကျွန်တော်သိလိုက်ပြီလေဆရာပြောတဲ့စကားတွေအဆုံးအမတွေနဲ့ပတ်သက်လို့ကျွန်တော်ဘာမှမပြောလို့ပါဘူးဒါပေမဲ့လေးရှိတာရဲ့အခန်းထဲကဘေးပြုတ်စီနံကြီးထောင်းထောင်းထနေရရဲ့ကျွန်တော်မခံနိုင်ဘူးပြီးတော့ညဝေအင်ကြီးကြီးလိုရေချိုးပြီးဝတ်တဲ့ဝေးယုံကြီးလိုအင်ကြီးမျိုးကြီးနဲ့ကိုယ့်ကိုယ်ကာယဖြစ်နေတာကိုလေကျွန်တော်မကြည့်ချင်ဘူးကျွန်တော်ထင်တဲ့အတိုင်းပဲလာပါပြီခင်ဗျာဩဝါဒရှိကြီးဘလို့ဖြစ်တာလဲကွာဒီတစ်ပတ်ဆောင်းမီးပွဲမှာဘယ်နှဘာသာဖြေရတယ်လဲဆရာလီတန်းကခါတိုင်းလိုချူချူတတတော့မဟုတ်ဘူးခင်ဗျနည်းနည်းတင်းနေတယ်လို့ထင်တယ်ငါးဘာသာပါဆရာငါးဘာသာမှာဘယ်နှဘာသာကြားတယ်လဲကျွန်တော်ကဂရင်ပေါ်မှာနေရာရွှေ့ထိုင်လိုက်တယ်ဒီလောက်မာကြောတဲ့ဂရင်ကိုကျွန်တော်ဖြင့်ဒီတစ်ခါပဲတွေ့ဘူးသေးတယ်လို့ထင်တယ်လေးဘာသာကြားပါတယ်ဆရာအင်္ဂလိပ်စာကတော့လွတ်လွတ်ကျွတ်ကျွတ်ကြီးအောင်ပါတယ်ဆရာကျွန်ုပ်သားလိုရန်ဒန်တို့ဘာလို့ဆိုတဲ့ဟာတွေကိုကျွန်တော်အကုန်ရပါတယ်ဆရာဟူတန်ကျောင်းမှာနေကြတဲ့ကဒါတွေအားလုံးကျွန်တော်အလွတ်ရခဲ့တာပါတစ်ခါလီမှာစာရေးစာကုန်းလေ့ကျင့်ရတာလောက်ကလွဲလို့အင်္ဂလိပ်စာမှာကျွန်တော်ဒီလောက်မကြိုးစားလိုက်ရပါဘူးဆရာကကျွန်တော်ပြောတာကိုနားမထောင်ဘူးဆရာဟာဒီလိုပဲလူတစ်ယောက်ပြောရင်သူတွေးချင်အောင်တွေးနေတယ်သူများပြောတဲ့စကားတွေသူ့နားထဲကိုရောက်ချင်မှရောက်တာမင်းကိုငါတမိုင်းမှာအကြပေးလိုက်တယ်မင်းရဲ့တမိုင်းကိုတလုံးမှမသိဘူးဟုတ်ပါတယ်ဆရာတလုံးဆိုတလုံးမှကိုမသိတာဆရာထပ်ပြောတယ်ကျွန်တော်စိတ်ထဲမှာလည်းတော်တော်ခံပြင်းသွားတယ်ဘယ်နဲ့ဗျာဟုတ်ပါတယ်လို့ကိုကဝန်ခံပြီးကမှနင်းကန်ပြီးတက်ခါတလဲလဲပြောနေတယ်ဆိုတော့အောင့်တာဗောဆရာကတော့ဒုတိယအချိန်နဲ့မကဘူးနောက်တစ်ချိန်ထပ်ပြောလိုက်သေးတယ်တလုံးဆိုတလုံးမှကိုမသိဘူးစာသင်တန်းတစ်ပတ်လုံးမှာတမိုင်းစာအုပ်ကိုဖွင့်အောင်ကြည့်မှကြည့်ရလားမသိဘူးစာအုပ်ကိုကောက်မှကောက်ကန်ရလားမှန်မှန်ပြောစမ်းနှစ်ခါလောက်တော့ဟိုလန်ဒီလန်လှန်မှုပါတယ်ဆရာကျွန်တော်ကလည်းလိုက်ထိုက်ပြောရတာပေါ့ဆရာကသူ့တမိုင်းဘာသာရက်ဆိုရင်အရန်တန်ဖို့ထားတယ်ဒီတော့သူစိတ်ကျဉ်တတ်အောင်လိုက်ထိုက်တော့ပြောရတာပေါ့လေဘာလှန်ကြည့်တယ်ဟုတ်လားတော်တော်ဟုတ်တဲ့ကောင်ပဲသွားဟုတ်ဘီယိုဘောကဖိုင်ရွဲပေါ်မှာမေကွန်းစာရွက်ရှိတယ်သွားယူကြည့်တယ်ဒါကတော့ကျွန်တော်ကိုတက်တက်မဲ့ဂျောင်ပိတ်တာပဲဒါပေမဲ့မတက်နိုင်ဘူးလေထသွားပြီးဘီယိုဘောကမေကွန်းစာရွက်ကိုယူပေးရတာပေါ့ယူပေးပြီးအုတ်ခုံကြီးလိုမာကြောနေတဲ့သူ့အိယာပေါ်မှာကျွန်တော်ပြန်ထိုင်တယ်ဆရာကိုနှုတ်ဆက်ဖို့လာမိတာမှားပြီလေမှတ်ကြရောပဲဆရာကိုနှုတ်ဆက်ခြင်းတဲ့ကောင်ဘယ်နဲ့ရှိစား
ဆရာဟာကျွန်တော်အဖြေစာရွက်ကိုတီကောင်ကင်တယ်လို့မရဲတရဲကင်လိုက်တယ်။အီဂျစ်လူမျိုးတွေအကြောင်းကိုနိုဝင်ဘာ4 ရက်နေ့ကစပြီးဒီဇင်ဘာ2 ရက်နေ့အထိတို့သင်ခဲ့တယ်။အရေးကြီးလို့ဒီလောက်အသေးစိတ်သင်ခဲ့တာကွ။ခုတော့မင်းကမဖြေမနေရအမှတ်ပြပေးမဲ့အပိုင်းမှာသွားမဖြေဘူး။အပိုအဆေးအနေနဲ့သွားဖြေတယ်။မင်းရေးထားတာကိုလည်းနားထောင်ဖတ်ပြရအောင်မလား။နေပါစီဆရာရပါတယ်။ဒါပေမဲ့မရဘူးခင်ဗျာ။ဆရာဖတ်ပြတယ်။ဆရာသမားများဟာဒီလိုပဲသူတို့လှုပ်ချင်ပြီဆိုရင်ဘယ်တော့မှသွားတားလို့မရဘူး။လှုပ်ကိုလှုပ်ရမှာ။ဘာတက်နိုင်မှာလဲ။ကျွန်တော်လည်းထိုင်ပြီးသူဖတ်ပြတာနားထောင်နေရတာပေါ့။ဆရာကကျွန်တော်ကိုတက်တက်အချင်ဖောက်နေတာလေ။အီဂျစ်လူမျိုးများသည်အာဖရိကမြောက်ပိုင်းတွင်နေထိုင်လျက်ရှိသဖြင့်ရှီဟောင်ကော်ကိဆက်မျိုးနွယ်စုတစ်ဖြစ်ပါသည်။အာဖရိကတိုက်သည်ကမ္ဘာအရှေ့ဘက်ခြမ်းတွင်အကြီးဆုံးပထဝီတိုက်ကြီးတစ်တိုက်ဖြစ်ပါသည်။ကျွန်တော်ရေးချင်ရေးထားတာကိုကျွန်တော်ကထိုင်ပြီးနားထောင်နေရတယ်။ဆရာကျွန်တော်သိခါချနေရလေ။အမျိုးမျိုးသောအကြောင်းများကြောင့်အီဂျစ်လူမျိုးများသည်ကျွန်တော်တို့အတွက်စိတ်ဝင်စားဖွယ်ကောင်းပါသည်။အီဂျစ်လူမျိုးသည်အလောင်းများကိုရာစုနှစ်ပေါင်းများစွာကြာသည့်အထိပုတ်သိုးခြင်းမရှိအောင်မြည်တို့မြည်ပုံစီမံထားသည်ကိုခေတ်သစ်သိပ္ပံပညာစူးစမ်းလျက်ရှိပါသည်။ထိုဘေဟေဒီသည်20ရာစုနှင့်သိပ္ပံပညာကိုစိန်ခေါ်လျက်ရှိပါသည်။ဆရာကစာဖတ်တာကိုရက်လိုက်ပြီးကျွန်တော်အဖြေစာရွက်တွေကိုအောက်ချထားလိုက်တယ်။ကျွန်တော်ဆရာကိုမုန်းတယ်လို့ဖြစ်လာတယ်။မင်းရဲ့မဟာစာစီစာကုန်းကြီးကဒီတင်ဆုံးသွားတယ်ကွာလို့ခက်လောင်လောင်ပြောတယ်။ဒါပေမဲ့အောက်ဆုံးမှာငါ့ကိုလိတ်တက်ပြီးစားတစ်စောင်ပါလိုက်သေးတယ်ကွာလို့လေလှောင်လိုက်သေးတယ်။လူကြီးတွေလှောင်တာပြောင်တာမြင်ရင်ကျွန်တော်တကယ်ခံပြင်းတယ်။အဖိုးကြီးကတကယ်ကြီးကြတယ်။ဒီလောက်အရွယ်အဖိုးကြီးတွေဒီလောက်ကြီးကြလိမ့်မယ်လို့ကျွန်တော်နည်းနည်းမှမထင်မိဘူး။ဟုတ်ပါတယ်ဆရာကျွန်တော်မှတ်မိပါတယ်။သူကရှေ့လျှောက်ဖတ်ပြနေမှဆိုလို့ကိစ္စပြက်အောင်မြန်မြန်ပြောလိုက်ရတယ်။ဒါပေမဲ့မရက်ဘူးခမကြီး။ပျောက်အိုးဖောက်တယ်လို့တော်တော်ပူညံခြင်းနဲ့အဖိုးကြီးသူကအတန်ထွက်ပြီးကျွန်တော်စာကိုဖတ်ပြတယ်။ဆရာခမအီဂျစ်လူမျိုးများနဲ့ပတ်သက်၍ကျွန်တော်သိသမျှဖြစ်ပါသည်။ဆရာကြီးပို့ချချက်များသည်စိတ်ဝင်စားဖွယ်ကောင်းတော်လဲရှီဟောင်းအီဂျစ်လူမျိုးတို့အကြောင်းမှာဘာမှစိတ်ဝင်စားဖွယ်ကောင်းသည်ဟုမထင်ပါကျွန်တော်သည်အင်္ဂလိပ်စာမအပကျမ်းဘာသာအားလုံးကိုကြာရှုံးအောင်ဖြေခဲ့သည့်အတွက်ကျွန်တော်ကိုဆရာဆောင်ဝေးပွဲချလျင်ချနိုင်ပါသည်ဆရာဤတစ်ဖက် Holden Coffee ဆရာဟာကျွန်တော်ဖြေစာရွက်တွေကိုချပြီးကျွန်တော်ကိုစိုက်ကြည့်နေတယ်ခင်ဗျာကျွန်တော်အဖြေလွှာကိုဖတ်ပြတဲ့အတွက်ဆရာကိုကျွန်တော်နည်းနည်းလေးမှမကျင်တတ်ဘူးကျွန်တော်သာဆရာဆိုရင်ဖတ်ပြမှာမဟုတ်ဘူးအခုတော့မဟုတ်ဘူးဗျကျွန်တော်ကိုခေါ်ပြီးရှေ့မှာကျွန်တော်နားထောင်ခိုင်းဖတ်ပြပြီးလှောင်တယ်ကျွန်တော်ကတော့ကျွန်တော်ကိုစောင်းမွေးချရင်လေသူချင်နဲ့ချပါစေဆိုပြီးစေရနာနဲ့ရေးလိုက်တာစောင်းမွေးချတဲ့အတွက်ငါမှပြစ်ရှိလားငါတပည့်မရှိပါဘူးဆရာမှန်ပါတယ်စိတ်ထဲမှာတော့ကျွန်တော်ကိုတပည့်လို့တော့မခေါ်စေချင်တော့ဘူးဗျာကျွန်တော်အဖြေလွှာကိုဖတ်ပြီးသူ့ဂရင်မော်ကိုလှမ်းပစ်တင်လိုက်တယ်ဒီတစ်ခါမှလည်းစာရွက်တွေကဂရင်မော်ရောက်မလာဘူးကျမ်းမြေမော်ကိုကျသွားတယ်ဒါနဲ့ကျွန်တော်ကပဲကောက်ပြီးဂရင်မော်မှာရှိတဲ့အတ္တလန်တိတ်လစဉ်မဂ္ဂဇင်းပေါ်ကိုတင်လိုက်ရတယ်2 မိနစ်တစ်ခါလောက်ဒီလိုလှုပ်ပေးနေရတာကိုကျွန်တော်စိတ်ညစ်လာပြီဗျာမင်းသားငါနေရာရောက်ရင်ဘာလုပ်မလဲတပည့်ဆရာကိုမှန်မှန်ပြောစမ်းဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကိုစောင်းမွေးချရတဲ့အတွက်စိတ်ကောင်းပုံတော့မရဘူးဒါနဲ့ကျွန်တော်ကဆရာကိုကြည့်ရင်ကျွန်တော်ဟာမလိမ်မို့မလိမ်မာမှုအတွေးနှုံချတဲ့အကြောင်းဘာညာစသဖြင့်ပြောပြတယ်ပြီးတော့ကျွန်တော်ဟာသူ့နေရာရောက်လို့ရှိရင်ဒီလိုပဲလုပ်မှာဖြစ်တဲ့အကြောင်းဆရာဆိုတာစီကံတင်းကျပ်ရမှာဖြစ်တဲ့အကြောင်းဒါကိုလူတွေကနားမလည်နိုင်ကြောင်းစသဖြင့်ရှောက်ဖြန်းတာပေါ့ဗျာတော်တော်ရဲစရာကောင်းတယ်ကျွန်တော်ဒီလိုသူနဲ့စကားပြောနေလို့သာပြောရတယ်စိတ်ကတော့တခြားကိုရောက်နေတယ်ခင်ဗျကျွန်တော်နယူးယောက်မှာနေခဲ့တုန်းကမကြာခဏရောက်ဖူးလို့မြို့လေပန်းချန်ကြီးကိုသွားသတိရနေတယ်ဟုတ်တယ်အခုတခါကျွန်တော်အိမ်ပြန်ရောက်ရင်ပန်းချန်ကြီးတွေကရေကန်ကလေးမှာရေတွေခဲနေရောမယ်ကန်ထဲမှာရေခဲရင်ဘဲကလေးတွေဘဲကိုသွားနေကြပါလိမ့်တယောက်ယောက်ကထရက်ကားကြီးနဲ့ပေါက်လာပြီးဘဲကလေးတွေကိုတလိမ့်ဆန်ယုံတို့ဘဲတို့ကိုသွားပို့ကြလိမ့်မယ်လို့တွေးမိတယ်ဒါမှမဟုတ်လဲတခြားကိုပြန်သွားကြမှာပဲလို့အတွေးရောက်နေမိတယ်တော်တော်ဆန်းတယ်နော်ဆရာနဲ့စကားပြောရင်းတပြိုင်နက်တည်းမှာပဲကျွန်တော်စိတ်ဟာဘဲကလေးတွေစီကိုရောက်နေတယ်ရဲစရာလဲကောင်းတာဘလို့ပဲဖြစ်ဖြစ်ကို့ဆရာတယောက်နဲ့စကားပြောရတာဆိုတော့သိစဉ်းစားမနေရပဲပါဇက်ထဲတွေ့ရပြောလိုက်လို့ရတယ်မှားသွားလဲအကြောင်းမဟုတ်ဘူးလေဆရာကလည်းသူမေးချင်တာတွေကိုဒရဇက်မင်းနေတော့မယ်မင်းစိတ်ထဲမှာဘလို့နေသလဲဆိုတာတော့ငါသိကျင်တယ်ကွာလို့ဆရာကမေးတယ်ကျွန်တော်ကိုကျောင်းကထုတ်ပြတဲ့ကိစ္စကိုပြောတာလားဆရာ
သူ့ရင်ဘတ်ဟောင်းလောင်းကြီးပေါ်နေတော့သူ့အင်ကြီးကိုဆွဲပြီးဖုံးပေးချင်လိုက်တာလေအဖိုးကြီးများရင်ဘတ်ကနန်ရွတ်ကျွတ်ကျဲတဲ့နဲ့ရင်ဘတ်ဟောင်းလောင်းကြီးဖြစ်နေတော့ကြည့်လို့မကောင်းလာဘူးပေါ့ဗျာငါအထင်တော့ဟူတန်ကျောင်းနဲ့အကတန်ကျောင်းတို့ကလည်းမင်းဒီလိုပဲလုပ်ခဲ့မှာပဲနေခဲ့မှာပဲလို့ထင်တယ်အကတန်တော့ကတော့ဒီလိုမဟုတ်ပါဘူးဆရာကျွန်တော်ဆောင်းဝဲကြလို့ကျောင်းထုတ်ခံရတာလည်းမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ကမနေချင်လို့ထွက်ခဲ့တာပါဘာဖြစ်လို့ထွက်လာခဲ့တာလဲပြောရရင်တော့အရှိကြီးပဲဆရာဇလန်းကခက်ရှုပ်ရှုပ်ရင်ဒီเจ้าနေဆရာကိုကျွန်တော်ပြန်မပြောပြချင်ဘူးပြောရင်လည်း तू နားလည်နိုင်မှာမဟုတ်ဘူးတကယ်တော့သူ့ကိစ္စလည်းမဟုတ်ဘူးကျွန်တော်အတန်เจ้าကထွက်လာတဲ့အဓိကအကြောင်းရင်းကအဲ့ဒီเจ้าကပကာသနာတွေများလုံးလို့ထွက်လာခဲ့တာတခြားဘာเจ้าမှမဟုတ်ဘူးဥပမာเจ้าဆရာကြီးဆိုရင်တိတ်ဟိတ်ခံများတယ်တိတ်အပေါ်ရန်ကြတယ်ခုပင်စီเจ้าကြီးဟိတ်ခံများတယ်ဆိုတာကဘာမှမဟုတ်သေးဘူးအတန်เจ้าကြီးနဲ့စာလိုက်ရင်ကလေးကစားစရာလောက်ပဲရှိမယ်ဥပမာတနင်္ဂနွေနေ့တွေမှာဆိုရင်မိဘတွေကသူတို့သားသမီးတွေကိုကျောင်းဆောင်မှာလာတွေ့ကြတယ်ဆရာကြီးကလာတဲ့မိဘတိုင်းကိုလက်ဆွဲနှုတ်ဆက်တယ်ညနာကိုပြုံးချိုးနေတာပဲဥပမာကျောင်းသားမိဘကငွေကြေးတက်နိုင်တဲ့အထက်ကကျွယ်ဖို့ကျွယ်ဝတဲ့ကဆိုရင်အရေးကြီးကိုတိတ်လို့တာပဲစင်စင်ရဲရဲနွမ်းနွမ်းပပတဲ့ကဆိုရင်ဝစ်ချီတန်းကြီးလောက်ပဲနှုတ်ဆက်တယ်ဒါနဲ့မြင်ကျွန်တော်ရင်ထဲမှာတိတ်ခံမြင်တယ်ဒါနဲ့ကျွန်တော်အတန်ကထွက်လာရတာတခြားဘာကြောင့်မှမဟုတ်ဘူးဆရာကနောက်ထပ်ကျွန်တော်ကိုဘာတွေမေးတယ်မသိဘူးကျွန်တော်လည်းနားရှံနေပြီအတန်ကျောင်းဆရာကြီးကျောင်းကိုအတွေးဝင်နေမိတယ်ခင်ဗျာကျောင်းကထွက်ရတာမင်းမရှက်ဘူးလားရှက်တော့ရှက်တာပေါ့ဆရာဒါပေမဲ့တိတ်တော့လည်းမရှက်လာပါဘူးနောင်တော့မပြောတတ်ဘူးပေါ့ဆရာခုလောလောဆယ်တော့ကျောင်းကထွက်ရလို့လေကျွန်တော်မှဘာမှမထိခိုက်ပါဘူးခုကျောင်းမှမနေရတော့ဘူးဆိုရင်အိမ်ကိုပြန်ရုံပေါ့ကျွန်တော်ဘိုးတခုနေမှာအိမ်ပြန်မလို့ဆရာကျွန်တော်လူမမယ်ပဲရှိသေးတာမင်းနောင်ရေးအတွက်မင်းမစိုးရိမ်ဘူးလားစိုးရိမ်တော့စိုးရိမ်မိတာပေါ့ဆရာဒါပေမဲ့တိတ်ကြီးစိုးရိမ်ကြောင်းကြတာတော့လေမဖြစ်ပါဘူးဆရာအေးအခုမစိုးရိမ်သေးပေမဲ့နောက်ကျတော့မင်းစိုးရိမ်တက်လာလိမ့်မယ်တပည့်အဲ့တော့နောက်ကျသွားပြီကျွန်တော်ကသူပြောတဲ့စကားတွေကိုနားသာထောင်နေရတယ်နားလဲလည်းမဝင်ဘူးငါတပည့်လိမ္မာမပေါ့ကွာငါတက်နိုင်သမျှတော့ကူညီချင်ပါတယ်ဟုတ်ပါတယ်သူကကူညီချင်တယ်သူ့စေတနာကိုကျွန်တော်လေးစားပါတယ်ဒါပေမဲ့သူဘာမှမကူညီနိုင်ဘူးဘယ်မှာကူညီနိုင်မှမလဲကျွန်တော်နဲ့ဆရာဟာတောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းလို့ခြားနားနေတာကိုဟုတ်ပါတယ်ဆရာစေတနာကိုကျွန်တော်ယုံကြည်ပါတယ်လေးစားပါတယ်အဲ့ရဘောကကျွန်တော်ထရက်လိုက်တယ်နောက်ထပ်10မိနစ်လောက်တော့မထိုင်ချင်တော့ဘူးကိုလူကြီးနောက်10မိနစ်လောက်ဆက်ထိုင်ရရင်သေလိမ့်မယ်ထင်တယ်ကျွန်တော်သွားတော့မယ်ဆရာအားကစားယုံထဲမှာကျွန်တော်ပစ္စည်းတွေသိမ်းနေရရှိသေးတယ်ဆရာကျွန်တော်ကိုမော့ကြည့်ပြီးစိတ်မကောင်းတဲ့အမူအရာနဲ့ခေါင်းတငိမ့်ငိမ့်လုံနေတယ်ကျွန်တော်လည်းသူ့အတွက်စိတ်မကောင်းပါဘူးဒါပေမဲ့ကျွန်တော်ဒီနားမှာထိုင်နေလို့မဖြစ်သေးဘူးလေကျွန်တော်မှသိမ်းစရာဆဲစရာတွေရှိသေးတယ်ပြီးတော့သူ့ပစ္စည်းတစ်ခုကိုဂရင်မော်တင်တိုင်းအောက်ကျလို့ကောက်ပေးနေတာမျိုးကိုလည်းမလုပ်ချင်တော့ဘူးရေချိုးဝေယုံကြီးဖိုးရိုးဖားရနဲ့နေတာကိုလည်းမကြည့်ချင်ဘူးသူ့အခန်းထဲကဘေးပြုတ်စီနန်းကိုလည်းမခံချင်တော့ဘူးကျေးဇူးတင်ပါတယ်ဆရာကျွန်တော်အတွက်ဒီလောက်လဲစိတ်မပူပါနဲ့အချိန်တန်တော့အထိုက်လျောက်တော့ဖြစ်သွားမှာပါဒီပြည့်လူတွေလည်းဒီလိုပဲအခက်ခဲတွေကိုဖြတ်ကျော်ပြီးအချိန်တန်တော့လဲအထိုက်လျောက်ဖြစ်သွားကြတာပါပဲဒါတော့ငါလည်းမသိဘူးဒီလိုစင်ဝိရန်ရှောင်ပြောတာမျိုးကျွန်တော်အယမ်းမုန်းတယ်ဟုတ်ပါတယ်ဆရာဒီလိုပဲဖြစ်သွားကြတာပါပဲကျွန်တော်အတွက်ဒီလောက်မပူပါနဲ့မသွားခင်ချောကလက်ပူလေးတစ်ခါလောက်တောက်သွားပါအောင်လားမင်းဆရာကတော့ကတော်ပြီဆရာကျေးဇူးတင်ပါတယ်အားကစားယုံမှာကျွန်တော်အားကစားပစ္စည်းတွေသိမ်းစရာရှိသေးလို့ပါပြီးတော့ကျွန်တော်နှုတ်ဆက်တယ်ဆရာကကျွန်တော်ကိုဆုံးမဩဝါဒတွေပေးတယ်ကျွန်တော်ဆရာအတွက်စိတ်မကောင်းပါဘူးတကယ်ပါဆရာကျမ်းမာရေးလဲဂီးဆိုင်ပါဆရာအေးကဲသွားပြီတော့တပည့်ဆရာအခန်းတကားကိုကြောပေးပိတ်ပစ်ခဲ့ပြီးဧကန်းဘက်ကိုရှောက်လာခဲ့တယ်ဆရာကျွန်တော်ကိုလန့်အော်ပြောတယ်ဒါပေမဲ့ကျွန်တော်ကောင်းကောင်းမသေးခွေလိုက်ဘူးငါတပည့်ကံကောင်းပါစေကွာလို့ပြောလိုက်တယ်ထင်တာပဲကျွန်တော်ကတော့သူများအတွက်ဒီလိုဘယ်တော့မှပြောလို့မရှိဘူးကံကောင်းပါစေလို့ဘယ်တော့မှမပြောဘူးကိုကံမကောင်းအကြောင်းမလားဖြစ်နေချိန်မှာဒီစကားကတော်တော်နားခဖို့ကောင်းတဲ့စကားအမှန်ကကျွန်တော်ဟာတော်တော်လိန်ညာတတ်တဲ့ကောင်တကယ်ပြောတာစတိုးဆိုင်ကိုသွားပြီးမဂဇင်းအဝယ်သွားတော့တယောက်ကဘယ်ကိုသွားမလို့လဲလို့မေးလို့ရှိရင်ကျွန်တော်ကဇက်ပွဲသွားကြည့်မလို့ဖြေတာတကယ်တော့မကောင်းပါဘူးခုလဲဆရာကိုအားကစားယုံမှာအားကစားပစ္စည်းတွေသွားတင်ရအောင်မယ်လို့ကျွန်တော်ပြောခဲ့တယ်ဒါတက်လိန်ခဲ့တာပဲကျွန်တော်မှအားကစားယုံသွားသိမ်းနေရဆိုလို့
ဘာအားကစားပစ္စည်းမှမရှိဘူးပင်စီကျောင်းမှာနေတုန်းကကျွန်တော်နေရတဲ့အဆောင်ကအိုဇင်ဘာကြားဆောင်လို့ခေါ်တယ်အောက်တန်းနဲ့အထက်တန်းတွေပဲနေတယ်ကျွန်တော်ကအောက်တန်းကျောင်းသားကျွန်တော်အခန်းပေါ်ကအထက်တန်းကျောင်းသားပင်စီကျောင်းမှာနေသွားခဲ့မှုတဲ့အိုဇင်ဘာကြားဆိုတဲ့လူတစ်ယောက်ရဲ့အမည်ကိုအစွဲပြုပြီးခေါ်ထားတာသူကပင်စီကျောင်းကထွက်ပြီးစီးပွားရေးလုပ်ရင်တော်တော်ထောသွားတယ်စီးပွားရေးလုပ်ငန်းဆိုတာတခြားမဟုတ်ဘူးအတုပအခေါင်းရောက်တဲ့လုပ်ငန်းတပြည်လုံးမှာအဲ့ဒီလုပ်ငန်းတွေဖွင့်ပြီးကြီးပွားသွားတယ်သူ့ဘာရာဇာလုပ်ငန်းလုပ်တာလူတစ်ယောက်သေရင်$5သူ့စီသွင်းရတယ်သူဘလို့လုပ်တယ်ထင်တယ်လဲလူသေးကိုဂုံရီထက်ထည့်ပြီးမြစ်ထဲမျောလိုက်တာပဲခင်ဗျာဘာပဲပြောပြောသူဒူးလုပ်ငန်းနဲ့ကြီးပွားသွားပြီးတော့ပင်စီချောင်းကိုအဆောင်တဆောင်ဆောက်လူလို့အိုဇင်ဘာကြားဆောင်ဆိုပြီးတော့ခေါ်နေပြီလေဘောပွဲရာသီတွေရောက်လို့ဘောလုံးပွဲစပြီဆိုရင်ပထမဆုံးကွင်းဖွင့်တဲ့အခါဂါရီလကအသစ်ဆက်ဆက်ကြီးနဲ့သူရောက်လာတတ်တယ်ကျွန်တော်တို့အားလုံးကမတ်တက်ရက်ပြီးသူ့ကိုဩဘာပေးရတယ်နောက်တစ်နေ့မနေ့ဘုရားရှိခိုးချိန်လဲရောက်ရောဘုရားရှိခိုးချောင်းထဲမှာ10 နာရီလောက်ကြာတဲ့မိန်ကုန်းကြီးကိုချွေတော့တာပါပဲစီတယ်မလက်တုပ်ဖက်လို့ဟောင်းနှွမ်းဆွေးမြေ့နေတဲ့ပြက်လုံးတွေနဲ့အစချီတော့တာပါပဲသူ့ဘာရသာဆိုပေမဲ့သူလဲသူ့လိုကိုလိုလူပဲဆိုတဲ့သဘောကိုပြတာပါပဲတော်တော်လာတဲ့လူနောက်တော့သူဘလို့အခက်ခဲတွေ့ဘလို့ဒုက္ခရောက်ရောက်ရှက်ကြောက်တတ်ခြင်းမရှိတဲ့အကြောင်းဖျားစီကိုကိုးကွယ်စိတ်ကပ်တဲ့အကြောင်းကျွန်တော်တို့လည်းဘယ်နေရာရောက်ဖျားကိုကိုးကွယ်စိတ်ကပ်တဲ့အကြောင်းပြောတော့တာပါပဲသူဟာအမြဲတမ်းဖျားကိုစိတ်ကပ်ကိုးကွယ်တဲ့အကြောင်းမော်တော်ကားမောင်းနေတုန်းမှတောင်ဖျားစာရွတ်တဲ့အကြောင်းပြောတယ်ဗျကျွန်တော်ဖြင့်အံ့ရောဗျာကျွန်တော်မြင်သေးတယ်ဒီလူကြီးဟာဂီယာပြောင်းသွင်းရင်နောက်ထပ်အလောင်းများများရပါစေလို့ဆူတောင်းနေမှလားမသိဘူးအလဲပိုင်းလောက်ကြတော့သူ့မိန်ခင်ဟာနားထောင်လို့ကောင်းလာတယ်ဗျသူဟာဘလောက်တော်တဲ့လူတစ်ယောက်ဖြစ်ကြောင်းဟော့ရှော့ဖြစ်လာကြောင်းဘာညာပေါ့ဗျာဒီရုံးမှာရှေ့ဆုံးထဲမှာထိုင်နေတဲ့အက္ခာဆိုတဲ့ကောင်ကမအောင်နိုင်ပဲဘူးကနေလေလေလိုက်တယ်ဖះရှိခိုးချောင်းထဲကလူပုံလဲမှာဒီလူလေလေတာကောင်းတော့မကောင်းဘူးပေါ့ဒါပေမဲ့ရေတော့ရှည်ရတယ်သူ့လေတန်းကလည်းပြင်းလိုက်ပုံများမိုးတောင်လန်ထွက်သွားမလားအောက်မရတယ်ကြားတဲ့လူတွေလည်းကြိတ်ရကြတာပေါ့ဒါပေမဲ့ဦးစင်ပါကြားကတော့ခက်တီတီပဲမကြားချင်အောင်ဆောင်ပြီးသူ့မိန်ကိုဆက်ချွေနေတယ်စင်မြင့်မော်သူ့ဘေးမှာထိုင်နေတဲ့ဆရာကြီးကတော့ကြားတာပေါ့ဗျာကိုလူကြီးဆရာကြီးစိတ်ဆိုးလိုက်ပုံတော့မပြောပါနဲ့တော့ဘာမှတော့မပြောဘူးဗျဒါပေမဲ့နောက်တစ်နေ့ကျတော့ကျွန်တော်တို့ကျောင်းဆောင်ကိုလာပြီးကျွန်တော်တို့အားလုံးစာကြည့်ခန်းထဲမှာစုရမယ်လို့ပြောပြီးလက်ချပေးတော့တာပါပဲဖျားရှိခိုးချောင်းထဲမှာစူးစူးညံညံလှုပ်တဲ့လူဟာပင်စေးချောင်းနဲ့ထိုက်တန်ခြင်းမရှိချောင်းဘာချောင်းပေါ့ဗျာဒီလိုလက်ချပေးနေတော့ကျွန်တော်တို့ကအက္ခာကိုတစ်ချက်လောက်အမြောက်ဖောက်ဖို့မြောက်ပေးလိုက်ကြသေးတယ်ဒါပေမဲ့ကိုရိုချောကလည်းဒီအချိန်မှာစိတ်မလာဘူးတဲ့အမြောက်ပစ်လို့မရဘူးတဲ့ထားပါလေဒါကကျွန်တော်ပင်စေးချောင်းမှာနေကြတော့ကအိုစင်ဘာကြားဆောင်မှာဘလို့နေခဲ့ရတယ်ဆိုတာကိုစကားဆက်မိလို့ပြောတာပါဆရာအိမ်ကနေပြီးအခန်းပြန်ရောက်တော့ကျွန်တော်တော်တော်မောပြေသွားတယ်ကျောင်းဆောင်တွေကအားလုံးကစားကွင်းကိုတွားနေလို့ဆောင်ထဲမှာလူသိမ့်မရှိဘူးအခန်းထဲမှာအပူဓာတ်ပေးထားတဲ့အတွက်နှွေးနေတယ်ကိုအင်းကြီးကိုချွတ်လေစည်းကိုဖြုတ်ကောလာကိုကျဲသီးဖြုတ်လိုက်တယ်ပြီးတော့အဲ့ဒီနေ့မနက်ကနယူးယောက်ကဝယ်လာတဲ့အုတ်ထုပ်ကိုစောင်းကြည့်လိုက်တယ်အုတ်ထုပ်ကအမဲလိုက်အုတ်ထုပ်လို့ခေါ်ကြတဲ့အနီရောင်အုတ်ထုပ်ကလေးကျက်ရှာဆုံးကခက်ရှိရှိမြောက်ဘူတာကတက်လာတော့အားကစားပစ္စည်းဆိုင်တစ်ခုမှတွေ့တာနဲ့ကျွန်တော်ဝယ်လာခဲ့တာကျွန်တော်ကအုတ်ထုပ်ကိုနောက်လှန်ပြီးစောင်းတက်လေတော့ခုလဲအုတ်ထုပ်ကိုနောက်လှန်ပြီးစောင်းလိုက်တယ်ဒီလိုစောင်းရင်ကိုယ့်ကိုယ်ကိုကြည့်လို့လာတယ်ထင်တာဟုတ်ပြီးတော့ကျွန်တော်ဖက်လက်စချထားတဲ့စာအုပ်ကိုကောက်ခိုင်းပြီးကလထိုင်တစ်လုံးပေါ်မှာထိုင်လိုက်တယ်ကျွန်တော်တို့အဆောင်ကအခန်းတိုင်းမှာကလထိုင်နှလုံးစီရှိတယ်ကျွန်တော်ကတစ်လုံးကျွန်တော်အခန်းပေါ်စထရလီတာကတစ်လုံးလက်တွင်တွေကတော့တော်တော်အခြေအနေဆိုးနေပြီထိုင်ရင်လက်တွင်ဒီပေါ်မှာကြည့်တက်ထိုင်ကြတာကိုဘယ်မှာအကောင်းရှိပါတော့မလဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်တော်တော်ထိုင်လို့ကောင်းတဲ့ကလထိုင်တွေပါကျွန်တော်ဖတ်နေတဲ့စာအုပ်ကစာကြည့်တိုက်ကမှားပြီးထုတ်လာမိတဲ့စာအုပ်သူတို့ကမှားထုတ်ပေးလိုက်တော့ကျွန်တော်လည်းဘူးမသိဘာမသိနဲ့ယူလာခဲ့တာအခန်းရောက်တော့မှစာအုပ်မှားထုတ်လာမှန်းသိတယ်စာအုပ်ကအိုက်ဆက်ဒန်နီဆန်ရေးထားတဲ့အာဖရိကမှာအပြန်ဆိုတဲ့စာအုပ်ခင်ဗျအလကားစာအုပ်လို့ထင်မိတာမဟုတ်ဘူးခင်ဗျတော်တော်ကောင်းတဲ့စာအုပ်ကျွန်တော်ကစာနဲ့ပေနဲ့တိတ်နီးစက်တဲ့ကောင်မဟုတ်ဘူးဒါပေမဲ့ဖတ်လို့ကောင်းကောင်းနဲ့စာမျက်နှာတော်တော်များများဖတ်လိုက်မိတယ်ကျွန်တော်အကြိုက်ဆုံးစာရေးဆရာကတော့ကျွန်တော်အကို DV ပဲနောက်ဒုတိယကြိုက်တာကတော့ Rain Latna ဆိုတဲ့စာရေးဆရာပင်စီကျောင်းကိုမလာခင်ကျွန်တော်မွေးနေ့မှာအကိုက Rain Latna ရဲ့စာအုပ်တို့ကိုလက်ဆောင်ပေးလိုက်တယ်စာအုပ်ကပြဆက်စာအုပ်ရှိလဲရှိရတယ်ဖတ်လို့လည်းကောင်းတယ်အဲ့ဒီထဲမှာ
မော်တော်ကားကိုအမြန်မောင်းလေရှိတဲ့ကောင်မလေးချောချောတယောက်ကိုချစ်မိတယ်ရင်ထိန်ရဲ့တယောက်ရဲ့ဇလန်းသူ့မှာမိန်းမရှိပြီးသားဖြစ်လေတော့ကောင်မလေးကိုချစ်ပေမဲ့လက်ထက်လို့လည်းမဖြစ်ဘူးနောက်တော့ကောင်မလေးလည်းကားအမြန်မောင်းလို့တော့တနေ့မှကားတိုက်ပြီးတည်သွားတယ်ကောင်းလိုက်တဲ့ဇလန်းကလေးပဲကုလူရအပြက်မိုက်တာပဲကျွန်တော်အကြိုက်ဆုံးကတော့ဟာတစာအုပ်တွေပဲကျွန်တော်ကဂန္ဓဝင်စာပေတွေကိုလည်းဖတ်တော့ဖတ်ပါတယ်ဥပမာတောမတ်ဟာရီရဲ့ကိုဇာတိသူအပြန်ဆိုတဲ့ဝတ္ထုမျိုးဆိုပါတော့ဒီလိုစာအုပ်မျိုးတွေကိုလည်းကျွန်တော်ကြိုက်ပါတယ်ပြီးတော့စစ်အကြောင်းရေးထားတဲ့စာအုပ်တွေကိုလည်းကျွန်တော်ဖတ်တယ်လူဝက်သေးဖို့တို့ဘာလို့လဲဖတ်တယ်ဒါပေမဲ့အဲ့ဒီစာအုပ်မျိုးတွေကိုတော့ကြိုက်ကြီးမဟုတ်လားဘူးကြိုက်ဆုံးကစာအုပ်တို့ကိုဖတ်ပြီးသွားတာနဲ့စာရေးဆရာဟာကိုမိတ်ဆွေတငယ်ချင်းလိုဖြစ်သွားပြီးတယ်လီဖုန်းနဲ့ကောက်စကားပြောချင်လောက်အောင်ရေးထားတဲ့စာအုပ်မျိုးကိုကြိုက်ဆုံးပဲသို့တော့ဒီလိုစာအုပ်မျိုးကအရှားသားကလားဥပမာအိုက်ဆက်ဒန်နီဆန်တို့ယင်းလတ်နာတို့ဆိုရင်သူတို့စာအုပ်တွေကိုဖတ်ပြီးတာနဲ့တယ်လီဖုန်းနဲ့လမ်းပြီးစကားပြောချင်လာတယ်ကျွန်တော်အခု TV ကသူတို့မရှိတော့ဘူးသေပြီလို့ပြောလို့သာမဆက်ဖြစ်တာလို့မဟုတ်ရင်တယ်လီဖုန်းဆက်ဖြစ်အောင်ပါစမတ်ဆက်မွန်ရဲ့တန်ရောစင်ဆိုတဲ့စာအုပ်ဆိုပါတော့အဲ့ဒီဝတ္ထုကိုမနစ်ကຫນွေချောင်းပိတ်မှာကျွန်တော်ဖတ်တယ်ဝတ္ထုကလေးကလှပါတယ်ကောင်းလဲကောင်းပါတယ်ဒါပေမဲ့ဘာဖြစ်လို့မှန်းတော့မသိဘူးစောစောကပြောသလိုစမတ်ဆက်မွန်စီကိုတယ်လီဖုန်းနဲ့လမ်းစကားပြောချင်လောက်အောင်မဖြစ်ဘူးစမတ်ဆက်မွန်ဟာကျွန်တော်သွားတွေ့ပြီးစကားပြောချင်တဲ့လူမျိုးမဟုတ်ဘူးသူ့ထက်ဆိုင်ရင်သောမတ်ဟာဒီကိုသွားတွေ့ချင်သေးတယ်သူ့ဝတ္ထုတွေကယူစတာစီယာဗိုင်းဆိုတဲ့ကောင်မလေးကိုကျွန်တော်သဘောကျမိတယ်လေထားတော့ကျွန်တော်လဲအုတ်ထုတ်အသေးလေးကိုစောင်းကလထိုင်ပေါ်မှာအကျထိုင်ပြီးအာဖရိကမှာအပြန်ဆိုတဲ့ခီးသွွားမှတ်တမ်းကိုဖတ်တယ်တစ်ခေါက်တော့ဖတ်ပြီးသားပါဒါပေမဲ့အဲ့ဒီအထက်ကတချို့ခန်းလေးတွေပြန်ဖတ်ချင်တာနဲ့ပြန်ဖတ်တာပါသုံးမျက်နှာလောက်ဖတ်ပြီးကစားပဲရှိသေးတယ်ရေချိုးကန်းကလကနောက်ဖက်စီကခြေတံတန်ကိုကျွန်တော်ကြားလိုက်ရတယ်မော့မကြည့်ပေမဲ့ဘာလို့လဲဆိုတာကျွန်တော်သိလိုက်ပါတယ်ကျွန်တော်နဲ့အခန်းချင်းကက်လျက်နေတဲ့ Robert ရေလီကျွန်တော်တို့အဆောင်မှာနှကန်းကြားမှာရေချိုးကန်းတစ်ခုထားတယ် Robert ဟာတနေ့ကိုအခါ100လောက်ရေချိုးသလားမသိဘူးရေချိုးကန်းနဲ့ကြည့်ဝင်နေတာပဲအဆောင်မှာဘောလုံးပွဲမသွားတဲ့သူဆိုလို့သူနဲ့ကျွန်တော်ပဲကြံတယ်ဒီကောင်ကဘယ်ကိုမှသွားလိမ့်မရှိဘူးလူကခက်ကြောင်ကြောင်ရဲ့သူကတန်းကြီးသမား၄နှစ်လုံးလုံးပင်စီကျောင်းမှာကြီးပဲနေခဲ့တာဒါပေမဲ့သူ့ကိုဘယ်သူကမှ Robert လို့မခေါ်ဘူးသူ့မိသားစုနာမည်အခလီလို့ပဲခေါ်တယ်သူ့အခန်းပေါ် Harvard ကတောင်သူ့ကို Robert လို့မခေါ်ဘူးမိမရရင်တောင်သူ့မိမကလည်းအခလီလို့ခေါ်မှာပဲထင်တယ်ရက်ကလည်းလမ်းပါကြီး6ပေ4လက်မှရှိတယ်အခုံးတောင်းရဲ့သွားတွေကတော့တော်တော်ကိုစိတ်ပြက်စရာကောင်းတယ်ကျွန်တော်နဲ့အခန်းချင်းကပ်နေတာကြာလာပြီသွားတိုက်တာတစ်ခါမှမတွေ့ဘူးသေးဘူးတချေးတွေကြီးပဲသမင်းစားကမ်းမှာအာလူပြုတ်တို့ဘာတို့ကိုပလုတ်ပလောင်းစားလာပြီဆိုရင်သိစိတ်ပြက်စရာကောင်းတာပဲနားမတော့မထိုင်ချင်ဘူးပြီးတော့ဝက်ချန်တွေကလက်ထုလက်ပြင်းနဲ့သူများတွေလိုနှစ်ဖူးလောက်မေးစိလောက်တည်းမဟုတ်ဘူးမျက်နှာတစ်ခုလုံးပွားနေတာပဲရုပ်ဆိုးယုံနေမကဘူးအကြည့်ကလည်းတန်သေးတယ်အမှန်ပြောရရင်တော့သူ့ကိုသိပ်ပြီးပေါင်းသိမ်းလုပ်ချင်တာမဟုတ်ဘူးကျွန်တော်ကလထိုင်နောက်ကရေချိုးကန်းတကားနာရောက်သွားတော့သူ့ခြေသားဟာရက်သွားတယ်ကျွန်တော်နောက်ကရက်ပြီးအခန်းထဲမှာကျွန်တော်အခန်းပေါ်စထရလီတာရှိမရှိကိုလှမ်းကြည့်တာလို့ထင်တယ်သူကစထရလီတာကိုတော်တော်မုန်းတယ်ခင်ဗျစထရလီတာတွေမဟုတ်ပါဘူးလေတော်တော်လူနဲ့သူနဲ့မဖြစ်ပါဘူးစထရလီတာရှိရင်ခန်းထဲကိုဘယ်တော့မှဝင်မခံဘူးရောဘတ်ဟာရေချိုးကန်းဘောက်ကနေပြီးကျွန်တော်ခန်းထဲကိုဝင်လာတယ်ဟေးလို့ကျွန်တော်ကိုလှမ်းခေါ်တယ်သူခေါ်ရင်ဘယ်တော့မှနာမည်မခေါ်ဘူးဟေးလို့ပဲမျက်ခေါ်ရတယ်သူညင်းငွေရင်ပြင်းရင်လေဟေးဆိုပြီးဟေးဟေးနဲ့နေတာပဲကြည့်ရတာကကျွန်တော်အခန်းကိုတမင်အလဲလာတာမဟုတ်ပဲကြုံလို့ဒါမှမဟုတ်ရင်လေအခန်းမလို့ရောက်လာတဲ့ပုံမျိုးလုပ်ချင်တယ်ကျွန်တော်ကလည်းဟေ့လိုပဲပြန်အောင်လိုက်ပြီးမော့မကြည့်ပဲစာဖတ်မြဲဖတ်နေတယ်ဟုတ်တယ်လေရောဘတ်လိုကောင်မျိုးကခေါ်လို့ရေးတယူလုံးနေလို့ဖြစ်တာမဟုတ်ဘူးကိုလည်းငတုံးပဲဖြစ်သွားမှာပေါ့ဒီတော့ကျွန်တော်ကမော့တောင်မကြည့်ဘူးမော့ကြည့်ရင်လည်းနောက်ဖြည်းဖြည်းကြမှာကြည့်ရရောဘတ်ဟာသူ့ထုံးစံအတိုင်းလေးကန်နဲ့ကျွန်တော်ထိုင်နေတဲ့နေရာကိုရှောက်လာတယ်ရှောက်လာရင်လည်းလက်ကအငြိမ်မနေဘူးလမ်းမှာတွေ့တဲ့စပွဲပေါ်ဗီယိုပေါ်မှာတွေ့သမျှပစ္စည်းကိုဟိုဟာကိုင်ဒီဟာကိုင်နဲ့လှုပ်လာတယ်တကယ်ဗျာတော်တော်တီးခံရတယ်တို့เจ้าကလှန်တိုင်းကစားတာဘယ်နဲ့လဲနိုင်ခဲ့ရလားလို့မေးတယ်အမှန်ကသူဓာတ်တွေကိုနဲနဲမှဂီးဆိုင်တာမဟုတ်ပါဘူးကျွန်တော်စာဖတ်တာရက်သွားအောင်တက်တမင်စကားမရှိစကားရှာတာဘယ်နဲ့လဲတို့เจ้าကနိုင်သလားရှုံးသလားမနိုင်လည်းမနိုင်ဘူးရှုံးလည်းမရှုံးဘူးလို့ကျွန်တော်ကသူ့ကိုမော့မကြည့်ပဲဖြေလိုက်တယ်ဘာပြောလဲခက်တာကရောဘတ်ဟာစကားတစ်ခုနှစ်ခါထပ်ပြီးပြောတတ်တယ်မနိုင်လည်းမနိုင်ဘူးမရှုံးလည်းမရှုံးဘူးလို့ကျွန်တော်ထပ်ဖြေတယ်
ပြီးတော့ကျွန်တော်ဗီဒီယိုပေါ်ကဘာပစ္စည်းတွေရှောက်ကင်အောင်မလဲလို့ကျွန်တော်မသိမသာအကဲခတ်ကြည့်လိုက်တယ်လက်ဆက်သက်တော့ကိုလူဟာနယူးယောက်မှာကျွန်တော်သွားရစ်နေတဲ့ဆယ်လီဆိုတဲ့ကောင်မလေးတပ်ပုံကိုကြည့်နေတာဟုတ်ဒီတပ်ပုံကိုကျွန်တော်ခံရောက်ခတဲ့ကဒီကောင်ကြည့်တာအခါပေါင်းမရည်တွက်နိုင်တော့ဘူးအချိန်9000လောက်ရှိပြီထင်တယ်ပြီးတော့ကြည့်ပြီးရင်လည်းသူ့နေရာသူဘယ်တော့မှပြန်မထားဘူးခင်ဗျတနေရာမှာသွားထားတာကြီးပဲကျတော့တမင်များလုံနေသလားလို့တော့ထင်လာတယ်ဘာဘယ်သူမှမနိုင်ဘူးဟုတ်လားဘလို့ဖြစ်လို့လဲမြေရောက်ဘူတာမှာငါကြောင့်ပစ္စည်းတွေပျောက်ကုန်လို့ကျွန်တော်ကသူ့ကိုမချီပဲဖြေလိုက်တယ်ဘာမြေရောက်ဘူတာရောမှာမင်းကြောင့်ပျောက်သွားတယ်ဟုတ်လားဒုက္ခပဲတို့ကမြေရောက်ဘူတာမှားပြီးဆင်းမိတာဟုတ်ဒါနဲ့နိုင်ရမှာချိတ်ထားတဲ့မြေပုံကိုသွားကြည့်နေတော့ပစ္စည်းတွေပျောက်သွားတာသူကကျွန်တော်ကလထိုင်ရှိမီးအောင်ကွယ်ပြီးလာရက်တယ်ကျွန်တော်ကဟိအောင်ဖဲကွာမင်းရောက်ခတဲ့ဒီဝက်ကြောက်ကိုဖတ်နေတာအချိန်20လောက်ရှိပြီဒီပြည့်လူဆိုရင်ဒီလောက်ပြောလိုက်ရင်နားလေမလားစေခြင်းလို့ဆိုတာဒါပေသည့်ဒီကောင်ကနားမလဲဒါဖြင့်မင်းကိုအယောခိုင်းမယ်နဲ့ထင်တယ်ဘယ်သိမလဲကွာရောပြောပေါ့ကွာဟိအောင်ထိုင်ပါဖြင့်ထိုင်မကွယ်နဲ့သူကဟိတ်ကောင်လို့ဆိုရင်မကြိုက်ဘူးသူက18နှစ်ကျွန်တော်က16နှစ်ဆိုတော့သူကကြီးတယ်ပေါ့လေဒါကြောင့်သူ့ကိုဒီလိုခေါ်ရင်မကြိုက်ဘူးသူ့ကိုအဲ့လိုခေါ်ရင်တိတ်စိတ်ဆိုးတာပဲသူကတော်တော်နဲ့မဖယ်ဘူးရမျက်ရက်နေတယ်နှစ်ခါသုံးခါလောက်ပြောတော့မှဖယ်ပြီးတယ်အကျင့်ကဒီလိုပဲညစ်ပတ်စုပ်ပဲ့တယ်ဘာတွေဖက်နေတာလဲကွာလကားစာအုပ်ပါကွာသူကကျွန်တော်လက်မှာကင်ထားတဲ့စာအုပ်ကိုတွန်းလိုက်ပြီးစာအုပ်နာမည်ကိုကြည့်တယ်ကောင်းလားဒီဝတ်ကြောင်ငါဖတ်နေရအကျဉ်း20လောက်ရှိနေပြီလို့ကျွန်တော်လည်းခက်ချင်ချင်နဲ့ပြောလိုက်တယ်ကျွန်တော်ကလည်းစိတ်ချင်ပေါက်လာပြီဆိုရင်အရွက်တိုက်ပြောရတယ်မဟုတ်လားဒါတွေငနေကမရိပ်မိဘူးအခန်းထဲဟိုသွားတီသွားလှုပ်ရင်းကျွန်တော်ပစ္စည်းနဲ့စထရလီဒါပစ္စည်းတွေကိုဟိုကန်ဒီကန်လုံနေပြန်တယ်နောက်ဆုံးတော့ကျွန်တော်လည်းစာအုပ်ကိုကြမ်းမြင်မောဘုံကနေပစ်ချလိုက်တယ်ခန်းထဲမှာရောဘတ်လူကောင်ရောက်နေရင်ဘယ်နဲ့လို့စာဖတ်လို့ရတော့မှာလဲတော်တော်ခက်တဲ့ကောင်ကျွန်တော်ကကလထိုင်နောက်မီကိုရှောမီထိုင်လိုက်ရင်အခန်းထဲမှာရောဘတ်စိတ်တိုင်းကျမှွေနှောက်နေတာကိုကြည့်နေလိုက်တယ်နယူးယောက်ကိုသွားရလို့ခီးပန်းလာတော့ကျွန်တော်အိတ်ချင်လာတာနဲ့တန်းလိုက်တယ်ပြီးတော့ကျွန်တော်တမေးမေးလိုက်တယ်ကျွန်တော်ပင်ပန်းလာလို့မေးချင်တယ်ဆိုရင်ဒီလိုပဲထိုင်လျက်မေးလိုက်တာပဲတောလိုက်အုတ်ထုပ်ကလေးကိုမျက်စိဖုံးအောင်စောင်းလိုက်ပြီးအုတ်ထုပ်ကြက်ရှာကိုမျက်လုံးဖုံးအောင်စောင်းလိုက်တော့ကိုမမြင်ချင်တာမမြင်ရတော့ဘူးပေါ့မေကြီးမှောင်လိုက်တာဒုက္ခပဲလို့ကျွန်တော်ကអော်တယ်ဟေ့အောင်ဘာဆောင်ယူထနေရလဲမေကြီးကျွန်တော်ကိုလာပြီးလက်ဆွဲစမ်းမအောင်မှောင်လို့ဘာမှမမြင်ရတော့ဟေ့ကောင်တော်ကွာလို့သူကអော်တယ်ကျွန်တော်ကမျက်မမြင်တယောက်လို့ကျွန်တော်ရှေ့ကိုတဆန်းဆန်းနဲ့ရှောက်လာတယ်ဒါပေမဲ့ဘာမှမတိုက်မိပါဘူးပါဇက်ကလည်းအမေကြီးမှောင်လို့ကျွန်တော်လက်ကိုလာတွဲပေးပါလို့ပြောနေတယ်အမှန်ကတော့ကျွန်တော်ချင်းချင်းရှိလို့လုံနေတာတစ်ခါတလေတော့ကိုယ့်ဘာသာကိုကလထိုင်တို့ဂရင်တို့နဲ့ဝင်ဆောင်မိတတ်တဲ့အခါမျိုးရှိတယ်ကိစ္စမရှိပါဘူးဒီကောင်စိတ်ကတိကောက်ဖြစ်တော်ပြီကျွန်တော်ကတစ်ခါသူများကတိကောက်ဖြစ်အောင်လုပ်အဲ့ဒါကိုကြည့်ပြီးပြောတယ်လေဒီကောင်ကိုအဲ့လိုကတိကောက်ဖြစ်အောင်လုပ်ရတာမျိုးဆိုတာတောင်ပြောသေးတယ်ဒါပေမဲ့ကျွန်တော်တိတ်ကြမလုပ်လိုက်ရပါဘူးခဏနေတော့မျက်နှာပေါ်ကျနေတဲ့အုတ်ထုပ်ကိုဆွဲလန့်လိုက်ပြီးကျွန်တော်ကလတ်ထိုင်မှာပြန်ထိုင်လိုက်တယ်ဒါဘသူဟာလဲကွာရောဘတ်ကကျွန်တော်အခန်းပေါ်ရဲ့ဒူးစုကိုကောက်ကင်ပြရင်မေးတယ်ဒီကောင်ဟာဒီလိုပဲဟိုဟာကောက်ကင်ဒီဟာကောက်ကင်အလွန်လှုပ်တတ်တယ်တခါတလေအောက်ခံမောင်းမိလို့ဘာလို့လဲကောက်ကင်ရင်ကင်တာကျွန်တော်စထရလီတာဟာလို့ပြောလိုက်တယ်ဒီတော့မှဒူးစုကိုစထရလီတာရဲ့အိယာဘော်ကိုပြစ်တင်လိုက်တယ်ပြီးတော့စထရလီတာရဲ့ကလတ်ထိုင်လက်တင်ဘော်ကိုတင်မလွဲတက်ထိုင်တယ်ဒီကောင်ကကလတ်ထိုင်ကိုဘယ်တော့မှကောင်းကောင်းမွန်မွန်မထိုင်ဘူးအငြင်းတန်းဒီလိုကြည့်ပဲဒီရုပ်ထုဘဲဝယ်ခဲ့ရလဲနယူးယောက်ကဘလောက်ပေးရလဲ$လားအဲ့ဒါမင်းကိုတက်တက်အချင်းဖမ်းလွတ်လိုက်တာရောဘတ်ကသူ့လက်သေးတွေကကြီးတွေကိုမိချစ်ဆန်နဲ့ကော်ထုတ်နေတယ်တော်တော်ရေစရာကောင်းတယ်သွားကတော့တချီးတွေဝါထိန်လို့နေရက်တွေကလည်းညစ်ပတ်လိုက်တာမပြောနဲ့တော့ဒါပေမဲ့ငနေကသူ့လက်သေးတွေကိုတော့အမြဲတန့်ရှင်းအောင်လုပ်တယ်ခင်ဗျသူကသူတန့်ရှင်းတဲ့ဆိုတာကိုပြချင်လို့ထင်ပါရဲ့ရောဘတ်ဟာလက်သေးချီးထိုးရာကနေပြီးကျွန်တော်အုတ်ထုပ်ကိုကြည့်ရင်တို့နယ်ဘက်မှာတော့ခြေတို့တမင်တို့ထွက်ပစ်မှဒီလိုအုတ်ထုပ်မျိုးကိုစောင်းတာတော့ပစ်အုတ်ထုပ်ငါကတော့တမင်မပစ်ဘူးလူတွေကိုပစ်မှဒီအုတ်ထုပ်ကိုစောင်းမှာလူပစ်တဲ့အုတ်ထုပ်မင်းကြောက်ထုတ်ခံရတာအိမ်ကတိပြီလားမတိသေးဘူးစထရလီတာဆိုတဲ့ကောင်ကိုဘယ်သွားလဲကစားကွင်းထဲမှာနေမှာပေါ့သူ့အဆက်နဲ့ချိတ်ထားတယ်အိတ်ချင်လာတာနဲ့ကျွန်တော်တန်းဝေလိုက်တယ်ပူလွန်းတော့တသန်းတန်းတဝေဝေဖြစ်ပြီးအိတ်ချင်နေတယ်ကျွန်တော်တို့ပင်စီချောင်းကဒီလိုပဲလေစောင်းတွင်းဆိုရင်လည်းရေခဲမတက်အေးနှွေးဆိုရင်လည်းပူလို့တေးမတက်ပဲစထရလီတာဆိုတဲ့ကောင်ကတော်တော်ရေရတဲ့ကောင်ဟဲ့အောင်မင်းကကြီးခဏပေးစမ်းကွာ
ငါလက်သေးညှက်ချင်လို့လွယ်တယ်မလားမလွယ်ဘူးပစ္စည်းတွေသိမ်းပြီးကုန်ပြီတစ်တာလည်းရောက်နေပြီလောက်ပါကွာခဏလေးပါလက်သေးတွေရှည်နေလို့ပါဒီကောင်ဟာဘာမှတောက်လိုက်ခံစိုးမသိဘူးသူများသိမ်းပြီးသလားမပြီးဘူးလားသူများငှားကျင်သလားမငှားကျင်လားဆိုတာဘာမှထဲမစင်လာဘူးဒါနဲ့ကျွန်တော်လည်းတစ်တာကိုဖွင့်ပြီးယူပေးလိုက်ရတာပေါ့ကံကောင်းလို့ခင်ဗျာဘီကိုလည်းဖွင့်လိုက်ရောတစ်သားပေါင်ကြီးညှက်ပြီးဖိထားတဲ့စထရလီတာရဲ့တင်းနဲ့ရိုက်တံဟာခေါင်းမော်ကျလိုက်တာဒေါင်ကနေနေတာပဲတော်တော်ထိသွားတယ်ခွေးသားရောဘတ်ကတော့သူ့အတန်ဆူဆူနဲ့ရဲနေတယ်ကျွန်တော်ကတစ်တာရဲ့ကကြီးကိုထုတ်နေတော့မှလေဒီခွေးသားရဲနေတော့မယ်သူတစ်ပါးနာတာကိုကြည့်ပြီးရဲနိုင်တဲ့ကောင်မျိုးဟေးခွေးသားရဲအားရအောင်ရဲရော့ကကြီးကျွန်တော်ကကြီးကိုပေးပြီးကလတ်ထိုင်ပေါ်ပြန်ထိုင်တယ်ရောဘတ်ကတော့သူ့လက်သေးမာမာကြီးတွေကိုညှက်နေလေရဲ့ဟေ့အောင်စပွဲဖို့ညှက်ချပါကွာညဖက်နဲ့မပါပဲအဲ့ရထားရင်မင်းလက်သေးကြီးစုကုန်ပါပေါ့ပြောပေမဲ့မရဘူးဒီခွေးသားလက်သွဲတွေကိုကျမ်းပေါ်ညှက်ချတယ်တော်တော်မရိုင်းနေကောင်စထရလီတာရဲ့အဆက်ကဘယ်သူလဲကွာသူကစထရလီတာနဲ့မတည့်ပေမဲ့စထရလီတာဘယ်ကောင်မလေးနဲ့တွဲတယ်ဆိုတာကိုသူအမြဲမေ့တတ်တယ်ဘယ်သိမလဲဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးငါဒီခွေးသားကိုတိတ်အမြင်ကတ်တာဘာဖြစ်လို့လဲမသိဘူးဒီကောင်မျက်နှာကိုကြည့်လို့ကိုမရဘူးအေးမင်းကသာသူ့ကိုတောက်မြင်ကတ်နေတာဟိုကောင်ကမင်းကိုရွှေမင်းသားလေးအောင်းမိနေတာကျွန်တော်ကလူတစ်ယောက်ကိုချင်းလာပြီဆိုရင်အဲ့လိုပြောင်းပြန်ပြောချင်တယ်ဒါကြောင့်တမင်ပြောလိုက်တာဟိုကောင်ကတော့အဟုတ်တယ်လို့ဒီကောင်သူများပေါ်တော့စိတ်ကောင်းထားတတ်တယ်ဒါပေမဲ့ငါတို့ဒီခွေးသားကိုတကယ်ချင်တာပြီးတော့ဟေ့ကောင်လက်သေးတွေကိုစပွဲပေါ်မှာညှက်ချပါလို့ပြောတာအကြိမ်90လောက်ရှိပြီဒီကောင်စိတ်ရင်းတော့မဆိုးပါဘူးဒါပေမဲ့လူကငတုံးခက်ထိုင်းနိုင်ရဲ့သူကတော့သူ့ကိုယ်သူဟုတ်လာပြီအောင်းမိနေတာပေါ့ပြီးတော့เจ้าမလည်းသူကဟေ့အောင်လက်သေးတွေကိုစပွဲပေါ်မှာညှက်ချပါလို့ပြောတာအကြိမ်90လောက်ရှိပြီကျွန်တော်သူ့ကိုအတော်ကြောင်စိုက်ကြည့်နေပြီးမှပြောတယ်ဒီတော့မှဒီကောင်ဟာလက်သေးတွေကိုစပွဲပေါ်ကိုပြောင်းညှက်နေတယ်ဟုတ်တယ်ဒီကောင်ကဒီလိုအော်မရတဲ့ကောင်မျိုးမင်းကစထရလီတာကိုတောက်မြင်ကတ်မှာပေါ့ဟိုကောင်ကမင်းသွားမတိုက်ဘူးလို့ပြောတာ哦အမှန်ဟိုကောင်စေတနာနဲ့ပြောတာမင်းကိုနှိမ်ချင်လို့ပြောတာမဟုတ်ဘူးမင်းတို့ပြောတာသွားလေးပါလေးတိုက်တော့ပိုကောင်းတာပေါ့ဟေ့ငါသွားတိုက်တယ်ကွာမတိုက်ပါဘူးကွာလုံးမနေစမ်းပါနဲ့ငါမသိရမှတ်လို့ကျွန်တော်တိတ်တော့ဖိမပြောလိုက်ပါဘူးတကယ်တော့လူတယောက်သွားမတိုက်ဘူးလို့သွားပြောရတာဘယ်ကောင်းမလဲဗျာသူများကိုလာပြောရင်ဘယ်ခံချင်မှမလဲစထရလီတာကောင်းပါတယ်မင်းသူ့ကိုကောင်းကောင်းမသိသေးလို့အလကားကောင်ခွေးသားဘဝင်ကလည်းမြင့်လိုက်သေးတယ်မြင့်ချင်မြင့်မှာပေါ့လေဒါပေမဲ့ဒီကောင်မနှမျောတတ်ဘူးရှေးရရောရှိတယ်သူတက်လာတဲ့လေစည်းတို့ဘာလို့ကြိုက်တယ်လို့ပြောရင်ဒီကောင်ချွတ်ပေးခြင်းပေးတဲ့ကောင်မျိုးမင်းကလက်မခံတော့ဂရင်မော်တင်ထားပြစ်ခဲ့ခြင်းထားပြစ်ခဲ့တာဒီလိုရရောတာမျိုးရှားတယ်ကွာဟိုးဒါကတော့ငါလည်းသူ့လိုဘောစာဆိုရင်တော့ဒီလိုပဲလုပ်မှာပေါ့မင်းလိုခြာတိတ်လာဒီလိုလုပ်မှာဝေးသေးမင်းသူ့လိုသာဘောစာဖြစ်ရင်မင်းဟာတပြားကနှစ်ပြားဖြစ်အောင်ခွာမဲ့ကောင်ဟေ့အောင်ငါ့ကိုဟိုပြောဒီပြောမပြောနဲ့ကွာငါ့ကိုခြာတိတ်တွေပါမတုံးနဲ့တကယ်ဆိုငါဟာမင်းဖေလောက်ဟေ့အောင်မင်းနဲ့ငါနဲ့ဒီလောက်လဲကွာတာမဟုတ်ပါဘူးကွာမင်းလိုကောင်ကိုလည်းငါအဖေမတော်ဘူးမှတ်တာဒီကောင်ကဒီလိုပဲခွင့်တင်တိုင်းသူဟာကျွန်တော်ထက်အသက်ကြီးတာကိုထုတ်ထုတ်ပြောခြင်းတယ်ဘလို့ကောင်မှမသိဘူးအေးကွာဘလို့ပဲဖြစ်ဖြစ်ငါ့ကိုခြာတိတ်လို့တော့မခေါ်နဲ့အဲ့ဒီတုန်းမှာပဲခန်းတကားပွင့်လာပြီးစထရလီတာတုတ်သီးတုတ်ပြပြေးဝင်လာတယ်ဒီကောင်ဟာဒီလိုပဲပြာကြီးပြာလုံနေကြစထရလီတာကကျွန်တော်ကိုကစားတဲ့အနေနဲ့ကျွန်တော်နှစ်ထင်ကိုလက်ဝါးနဲ့ရဲလိုက်ရင်ဟေးကောင်မင်းဒီနေ့ညဘယ်ထွက်เสียရှိလဲခုထိတော့ထွက်เสียမရှိပါဘူးဒီလောက်နှင်းနေကြနေတာဘယ်ထွက်လို့ရအောင်မလဲကွာမသိဘူးလေကွာဒီလိုဆိုငါပြောပြမယ်မင်းဒီနေ့ညထွက်เสียမရှိရင်မင်းကိုယ်အင်ကြီးငါးစမ်းကွာနေပါအောင်ဘောဘွဲရဘသူနိုင်ွားလဲမသိပါဘူးကွာငါပြန်လာတော့ပထမပိုင်းပဲကစားရသေးစကားတွေပြောင်းမနေစမ်းပါနဲ့ဒီနေ့ညမင်းဘဲမှမသွားရင်မင်းကိုယ်အင်ကြီးငှားလိုက်စမ်းပါငါအင်ကြီးစီစွန်းလာလို့ဘယ်ငါလို့ဖြစ်မလဲကွာမင်းပခုံးကအကျယ်ကြီးငါအင်ကြီးပေါ်အောင်ဖြစ်သွားမှာပေါ့အရက်မောင်းကတော့သူနဲ့ကျွန်တော်အတူတူလောက်ပါပဲသို့တော့ကိုလေးချိန်ကြတော့ဒီကောင်ကကျွန်တော်ထက်နှစ်ဆလောက်များတယ်လေပြီးတော့သူ့ပခုံးကအကျယ်ကြီးသူ့ငားလိုက်ရင်ပခုံးကပုံပြက်သွားမှာပေါ့ဘာမှမဖြစ်စေရပါဘူးကွာလှုပ်ဆမ်းပါဟေးရောဘတ်ရောက်နေကြပြီလားစထရလီတာကဝစ်ဘီယူစီကိုသွားပြီးအင်ကြီးကိုရှာတယ်စထရလီတာဟာလိုက်လိုက်လျော်လျော်နေတတ်တယ်သူလိုက်ရောနေတတ်တာဟာဟန်ဆောင်ပန်ဆောင်ဖြစ်သည့်တိုင်တွေ့ရင်နှုတ်ဆက်ဖော်တော့ရတယ်ဟေးအောင်လို့နှုတ်ဆက်လိုက်တော့ရောဘတ်ကတစ်ချက်မဲလိုက်တယ်ဒါပေမဲ့ဟိုကောင်ကနည်းနည်းသူ့ထက်လူကောင်ကထွားတော့သူမထီမဲ့မြင်မလုပ်ရဲဘူးခဏကြာတော့နောက်လောင်းမယ်ကွာဆိုပြီးကျွန်တော်ကိုနှုတ်ဆက်ပြီးထပြန်သွားတယ်โอเคမစိုးပါဘူးဒီကောင်အေးအေးဆေးဆေးပြန်သားသွားပဲစထရလီတာကတော့သူ့ကိုအင်းကြီးလေဆဲကိုချွတ်နေတယ်မုတ်စိတ်လေးပါလေးရိတ်သွားအောင်မပါကွာလို့ပြောရင်မုတ်စိတ်ရိတ်ဓာတ်နဲ့ဆက်ပြဖူးကိုကင်ပြီးရေချိုးကန်းစီထွက်သွားတယ်
ဒီကောင်ကသူ့ခန္ဓာကိုယ်တောင့်တင်းတာကိုပြချင်လို့လားတော့မသိဘူးရေချိုးခန်းကိုသွားရင်ဘယ်တော့မှတစ်ခုခုပတ်မသွားဘူးဒီတိုင်းကြီးပဲအေးလေသူ့ခန္ဓာကိုယ်ကလည်းလှတယ်ဆိုတာကျွန်တော်ဝန်ခံရမှာပေါ့ကျွန်တော်မှဘာမှထူးထူးလုပ်စရာမရှိတော့စထရလီတာနဲ့အတူကန်တင်းကိုလိုက်လာပြီးချူရင်ခန်းဝါနေတယ်သူကတော့မုတ်စိတ်ရိတ်နေတယ်ကျောင်းဆောင်တစ်ခုလုံးဘောပွဲကိုသွားနေကြလို့ရေချိုးခန်းထဲမှာကျွန်တော်တို့နှစ်ယောက်ပဲရှိတယ်ရေချိုးခန်းထဲမှာပူးလောင်နေတယ်ပြတင်းပေါက်တွေကလည်းအငွေ့ပြန်လို့ဝူဒူဝါဒဖြစ်နေတယ်နိုင်ရနားမှာရေချိုးတဲ့ရေချိုးစလုံးကြီး10လုံးလောက်စီတန်းချထားတယ်စထရလီတာကအလဲကစလုံးတစ်လုံးထဲကိုဆင်းလိုက်တယ်ကျွန်တော်လည်းသူနဲ့ကက်ရဲ့စလုံးတစ်လုံးထဲဆင်းပြီးရေနွေးပိုက်ကိုတလဲရေအေးပိုက်ကိုတလဲရှောက်ဖွင့်တယ်ဒါကကျွန်တော်အကျင့်လေစထရလီတာဟာမုတ်စိတ်ရရင်အိန္ဒိယတေးသံဆိုတဲ့သချင်းကိုလေချွန်းနေတယ်သူ့လေချွန်းတန်းကခက်ဆူးဆူးဒါပေမဲ့တပေါက်မှတန်စင်မဟုတ်ဘူးတကယ်ပဲလေချွန်းလိုက်မှဖြင့်တော်တော်တန်တန်လေချွန်းတတ်တဲ့သူတွေတောင်မချွန်းတတ်တဲ့သချင်းမျိုးတွေကိုချွန်းတတ်တယ်ခုအိန္ဒိယတေးသံဆိုတဲ့သချင်းမျိုးအမှတ်30ရိတ်တာလမ်းပေါ်ကလူသက်ပွဲဆိုတဲ့သချင်းမျိုးကိုမှချွန်းတတ်တယ်ဒီကောင်လေချွန်းလိုက်ရင်သချင်းလည်းပြက်ရောမှတ်မိကြအောင်မလားမသိဘူးရောဘတ်ဟာညင်ညစ်ပတ်ပတ်နေတတ်တဲ့အကြောင်းကိုကျွန်တော်ပြောခဲ့တယ်လीစထရလီတာကလည်းထိုးနီး၎င်းပဲခင်ဗျာဒါပေမဲ့နည်းနည်းတော့ကွဲတယ်စထရလီတာညစ်ပတ်တာကလူမသိဘူးလူမြင်ကွင်းမှာမပေါ်ဘူးကြည့်လိုက်ရင်တန့်ပြန်လို့လူကြည့်လိုက်တော့ကြော့လို့ပဲဒါပေမဲ့သူနေပုံထိုင်ပုံကြတော့တကယ်ညစ်ပတ်တာပဲဥပမာသူ့မုတ်စိတ်ရိတ်ဓာတ်ကိုပဲကြည့်သူ့ဓာတ်ကအမြဲတန်ကြီးတွေတက်နေတယ်မုတ်စိတ်မွေးအတူစားတွေဆက်ပြမြုပ်တွေကလည်းပေးလို့ဘယ်တော့မှစေးကြောတန့်စင်တာမတွေ့ရဘူးညင်စင်ဝစ်စားပြီးထွက်လာရင်တော့အကြပဲဒါပေမဲ့ကျွန်တော်လူနီနီကက်ကက်နေကြည့်ရင်သူလဲလူမသိသူမသိညစ်ပတ်တာပဲခင်ဗျာဒီကောင်ကသူ့ကိုယ်သူတော့အကြပြင်မှာပေါ့ခင်ဗျာသူ့ကိုယ်သူတိတ်ချစ်တတ်တဲ့ကောင်ကိုတခြားမကြည့်နဲ့အနောက်ဘက်ကဘာတစ်ချမ်းလုံးမှာသူသာအချောဆုံးလို့ထင်တယ်ဒီလောက်သူ့ကိုယ်သူထင်တာဟုတ်ပါတယ်ဒီကောင်ရုပ်ဖြောင်းတာချောတာကိုကျွန်တော်ဝန်ခံပါတယ်ဒါပေမဲ့သူချောပုံရုပ်ဖြောင်းပုံကတမျိုးခင်ဗျာဘယ်လိုပြောမလဲခင်ဗျားမိဘတွေကပြက်ကလေးကိုလှန်ကြည့်လိုက်လို့သူ့တက်ပုံကိုတွေ့ရင်ဟေ့ဒီကောင်လေးကဘသူလဲလို့မေးရမယ့်ချောပုံမျိုးကျွန်တော်ဆိုလိုတာကဒီကောင်ချောပုံဟာပြက်ကလေးအဖုံးလုပ်ဖို့ကောင်းတဲ့ချောပုံမျိုးလို့ဆိုလိုတာပါကျွန်တော်တို့ကျောင်းမှာဒီကောင်ထက်ချောတဲ့ကောင်တွေရုပ်ဖြောင်းတဲ့ကောင်တွေအများကြီးဒါပေမဲ့သူတို့ချောပုံကဓာတ်ပုံထဲမှာမစားဘူးအပြင်မှာသာကြည့်ကောင်းတာဓာတ်ပုံထဲကြာရင်နှာခေါင်းကကြီးနေတယ်လို့နေရက်ကြီးတွေကကားနေတယ်လို့ဖြစ်နေတတ်တယ်ဒီလိုဟာမျိုးကျွန်တော်မကြတွေ့ဘူးတယ်စထရလီတာကမုတ်စိတ်တွေရိတ်နေတော့ကျွန်တော်လည်းသူ့နားမှာရှိတဲ့ရေချိုးကန်နဲ့ထိုင်ပြီးပိုက်တွေကိုရှောက်ဖွင့်နေတယ်ခေါင်းမှာကျွန်တော်ဝယ်လာကစားတောလိုက်အုတ်ထုပ်အနီကလေးကိုခက်လန်လန်စောင်းထားလိုက်သေးတယ်ဒီအုတ်ထုပ်လေးကိုသိတ်သဘောကျတာကိုဟေ့အောင်ငါ့ကိုတစ်ခုလုပ်ပေးကွာလို့စထရလီတာကလှမ်းပြောတယ်ဘာလုပ်ပေးရမှာလဲလို့ကျွန်တော်ကခက်ရင်နဲ့မေးတယ်ဒီကောင်ကသူများပစ္စည်းကိုချင်းကားသုံးကျင်တဲ့ကောင်မျိုးဆိုတော့ကျွန်တော်ကလည်းတကယ်ခက်ရင်ပဲသူကသူ့ကိုယ်သူရုပ်ဖြောင်းတယ်ဟော့ရှော့ဆိုပြီးတကယ်သူများပေါ်မှာအခွင့်ကောင်းယူခြင်းတဲ့ကောင်မျိုးသူတို့ကိုယ်သူတို့ချစ်နေတော့သူများတွေကလည်းသူတို့ကိုလိုက်ချစ်နေတယ်လို့ထင်နေကြဟန်တူပါတယ်ဒီလိုချစ်တော့သူတို့ကိုမျက်နှာသာပေးမယ်အခွင့်အရေးပေးမယ်လို့ထင်နေပုံရပါတယ်ဒီနေ့ညမင်းပြင်ထွက်အောင်မလားမသိသေးဘူးဘာဖြစ်လို့လဲတနင်္လာနေ့ကျရင်ငါတမိုင်းဖြေရမယ်ခွဒီတော့စာမျက်နှာ100လောက်ဖတ်ရမှာငါအချိန်မရဘူးဒီတော့ငါ့ကိုအင်္ဂလိပ်စာရေးစာကုန်းတစ်ပုဒ်လောက်ရေးပေးခွာတနင်္လာနေ့အမိပေးရမှာရေးချင်ရမှာမဟုတ်တော့ဘူးဘယ်နဲ့လဲတော်တော်ရဲစရာကောင်းတယ်ဟဲ့ကောင်ရငါကဆောင်းဝဲမဖြေနိုင်လို့ကြောင်းထုတ်ခံရတော့မယ်ကောင်မင်းစာရေးစာကုန်းငါရေးပေးလို့ဖြစ်မလားကွာချီးမှာပဲငါသိပါတယ်ကွာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ငါ့ကိုရေးပေးကွာငါရေးနိုင်မှာမဟုတ်ဘူးဘယ်နဲ့လဲတကယ်ချင်းလောက်ပါကွာတကယ်ချင်းကလည်းโอเคနော်ကျွန်တော်ကအင်းမလို့လုံနေလိုက်တယ်စထရလီတာလိုကောင်မျိုးကိုဒီလိုစက်တငန့်ငန့်ဖြစ်နေအောင်လှုပ်ထားမှတော့ကကြမယ်မဟုတ်လားဘာကြောင့်ရေးရမှာလဲကွာဘာကြောင့်ပဲဖြစ်ဖြစ်ကွာအဖွဲ့အနှဲ့စာစီစာကုန်းမျိုးပေါ့ကိုနေခဲ့ဘူးတဲ့အခန်းတစ်ခန်းအကြောင်းပဲဖြစ်ဖြစ်အိမ်တအိမ်အကြောင်းပဲဖြစ်ဖြစ်မင်းကြိုက်တာရေးပေါ့ကွာအဖွဲ့အနှဲ့ပိုင်ပြီးတာပဲပြောရဲဆိုရင်ကိုလူကတန်းနေလိုက်သေးရဲ့ခင်ဗျသူကလည်းအကူကြီးတောင်းသေးစိတ်မပါလက်မပါနဲ့တန်းနေလိုက်သေးရဲ့ဆိုတော့ကျွန်တော်တော်တော်ဒေါသထွက်သွားတယ်ဒါပေမဲ့သိတော့ကောင်းကောင်းမရေးနဲ့ကွာဆရာဟာဆယ်ဆိုတဲ့အဖိုးကြီးကမင်းအင်္ဂလိပ်စာမှာ hot shot ဖြစ်တာကိုသိတယ်ပြီးတော့မင်းနဲ့ငါနဲ့တခန်းထဲနေတယ်ဆိုတာကိုလည်းသိတယ်ဒီတော့စာစီစာကုန်းကတိတ်ကောင်းနေရင်မင်းရေးပေးတယ်ဆိုတာကိုသိသွားလိမ့်မယ်ဒီတော့ကော်မာတွေဘာတွေပုတ်ဖြတ်ပုတ်ချတွေကိုမှန်မှန်ကန်ကန်မထည့်နဲ့ကွာထည့်ကျင်တဲ့နေရာမှာရှောက်ထည့်သွားကျွန်တော်တော်တော်ခံပြင်းသွားတယ်သူကလည်းအကူကြီးတောင်းသေးတယ်ဝင်းမိလဲဆရာလှုပ်လိုက်သေးတယ်ဆိုတော့ခမည်းတော်ပဲစဉ်းစားကြည့်လေ
စထရလီဒါဆိုတဲ့ကောင်ကဒီလိုကြီးပဲပြီးတော့ဘာမှလည်းနားလေတာမဟုတ်ဘူးစာရီစာကုန်းမှာသူကြကြနေတာကော်မာတွေဘာတွေပုတ်ဖြတ်တွေပုတ်ချတွေမှားလို့သူထင်းနေတယ်ပုတ်ဖြတ်တို့ပုတ်ချတို့မှန်ရင်စာစီစာကုန်းကောင်းတယ်လို့ထင်ဟန်တူပါရဲ့ဒီကောင်လဲရောဘတ်နဲ့တူတူပဲနားမလဲပဲနဲ့လူတက်လုပ်ပြီးတိတ်ပြောချင်တာပဲတခါကျွန်တော်နဲ့ရောဘတ်တို့ဘေ့စ်ဘောသွားကြည့်ကြတယ်ကျွန်တော်တို့အသင်းကကစားသမားတွေထဲမှာဟောင်ဝီကွိုင်းဆိုတဲ့ကောင်တစ်ကောင်ပါတယ်ဒီကောင်ကရက်မောင်းတော်တော်ကောင်းတယ်ရောဘတ်ကဒီကောင်ကိုကြည့်ပြီးကြည်စမ်းကွာဒီလိုကောင်မျိုးမှာဘေ့စ်ဘောကစားလို့ကောင်းတာတဲ့ဘာဆိုင်လို့တော့အရက်မျက်နှာနဲ့ဘေ့စ်ဘောကစားကောင်းတာတခြားစီပဲကျွန်တော်ကလည်းအဲ့လိုလူတက်လို့ပြောဆိုတာမျိုးဆိုတိတ်မုံရေချိုးကန်ထဲမှာထိုင်နေရကပြင်းလာတာနဲ့ကျွန်တော်ကြမ်းမြင်မဆင်းပြီးခြေကကနေတယ်အမှန်ကတော့ကျွန်တော်ခြေကမကတတ်ပါဘူးဒါပေမဲ့ကြမ်းမြင်ကကြောက်တုံးကြမ်းမြင်ဆိုတော့တော်တော်ခြေကကလို့ကောင်းတဲ့ကြမ်းမြင်မျိုးမဟုတ်လားကျွန်တော်လည်းတိဂီတာဇက်မြူးတွေကမင်းသားတွေကတယ်လို့ခြေကကနေတယ်စထရက်လေတာကမှန်ကြည့်ပြီးမုတ်စိတ်ရိတ်နေရင်ကမှန်ထဲမှာကျွန်တော်ခြေကကတာပေါ်နေတာကိုကြည့်နေတယ်ကျွန်တော်ကလည်းနည်းနည်းအရှက်နဲတဲ့ကောင်းဆိုတော့ပြိသက်လိုတယ်မလားကျွန်တော်ကအခန်းထဲမှာခြေကရှောက်ကနေရင်ကဟေ့အောင်ငါကပြည်နယ်ဘရင်ခံသားကွာအဖိုးကြီးကငါ့ကိုခြေကကတာမကြိုက်ဘူးငါ့ကိုအောက်စဖို့ကိုလွတ်ပြီးစတင်စေချင်တာဒါပေမဲ့ငါသွေးထဲမှာတော့ခြေကကတဲ့ဗီဇပဲရှိတယ်လို့ကျွန်တော်ကပြောတော့စထရလီတာကရှီးနေတယ်ဒီကောင်ကဟာတာတို့ဘာလို့ပြောတာမျိုးကိုတော့လိုက်နိုင်ပါတယ်ဒီနေ့ညစိတ်ဖီဖိုလာစပြတဲ့ညာကွာကျွန်တော်ကတော့တခန်းလုံးပတ်ချလဲလှဲ့ကနေတာတော်တော်မောနေအသက်တောင်ကောင်းကောင်းမရှူနိုင်တော့ခုဇက်လိုက်မင်းသားကြီးတွေကအသက်ကြီးကုန်ပြီကွာဒီငနေကြီးတွေကနိုင်တော့မှာမဟုတ်ဘူးဒီတော့အဖေကိုဘရင်ကန်သားကသူတို့နေရာကိုဝင်ရမှာပေါ့ဟေ့အောင်ဒီအုတ်ထုပ်ကိုဘယ်ကဝယ်လာတာလဲစထရလီတာကကျွန်တော်ခေါင်းမှာစောင်းထားတဲ့တောလိုက်အုတ်ထုပ်ကိုကြည့်ပြီးမေးတယ်ဒီကောင်ကဒီလိုအုတ်ထုပ်မျိုးကိုတစ်ခါမှမတွေ့ဘူးသေးပဲကိုကျွန်တော်လဲမောတာနဲ့ဆက်မကနိုင်တော့ပဲရက်လိုက်တယ်ခေါင်းကအုတ်ထုပ်လေးကိုချွတ်ပြီးအချိန်90မြောက်စိုက်ကြည့်နေတယ်မနက်ကနယူးယောက်မြို့ထဲဝယ်လာခဲ့တာကွာ$1ပေးရတယ်ကြိုက်လားစထရလီတာကခေါင်းညှိလိုက်ပြီးသိစမှတ်ကြတာပဲလို့ပြောတယ်ခွေးမာသာတက်မဲ့ကျွန်တော်အကြိုက်ကိုလိုက်ပြောနေတာကျွန်တော်သိတာပေါ့သူခိုင်းနေတာရှိနေပြီဟိုဟေ့အောင်ဘယ်နဲ့လဲငါတို့စာရေးစာကုန်းရေးပေးမယ်မဟုတ်လားချိန်ရရင်ရေးပေးမယ်ချိန်မရရင်တော့ရေးမပေးနိုင်ကျွန်တော်ကသူ့နာရီရှုကန်နှခမ်းပေါ်သွားထိုင်ရင်မင်းဘသူနဲ့ချိန်ထားလဲဖီဂျရယ်ဆိုတဲ့ကောင်မလားဟင်ဝမ်းမကြီးလိုပုတ်ပြဲပြဲနဲ့ငါကန်ထုတ်လိုက်ပြီဒီလိုဆိုငါ့ကိုလွှဲပြီးခွာတကယ်ပြောတာငါ့လိုကောင်မျိုးနဲ့မှလိုက်တာယူပေါ့ဒါမဲ့မင်းထက်အသက်ကြီးပါတယ်ကွာဒီတော့မှဘာဖြစ်လို့လဲမသိဘူးကျွန်တော်ကမြင်းကြောထားကျင်လာတယ်ရေချိုးစလုံးတွေကခုံဆင်းပြီးစထရလီတာကိုခုံအုပ်ချင်လာတယ်အုပ်ပြီးလေဘင်းကိုလက်မောင်းကြားမှာညှက်ချင်လာတယ်ကိုအာသန်နဲ့ညှက်လိုက်ရင်လေဘင်းအစ်ပြီးတည်သွားနိုင်တယ်ဒါနဲ့ကျွန်တော်လဲကျစ်တစ်တစ်ကောင်လိုသူ့ကိုခုံအုပ်လိုက်တယ်ဟေ့အောင်မလုံနဲ့ကွာငါမကြိုက်ဘူးဟေ့အောင်မလုံနဲ့ကွာလေစစ်အစ်လို့တည်တော့မယ်လို့စထရလီတာကအော်တယ်ဒီကောင်သူ့ကိုဒီလိုဂျမ်ပရန်ကစားရင်မကြိုက်ဘူးလေကျွန်တော်ကလည်းမလွတ်ဘူးသူ့လေဘင်းကိုလက်မောင်းကြားထဲမှာညှက်ထားရင်လွတ်အောင်ယုံဖို့ကွာဟေ့အောင်မလုံနဲ့လို့ပြောနေတယ်ကွာစထရလီတာလက်ထဲမှာကင်ထားတဲ့မုတ်စိတ်ရိတ်ဓာတ်ကိုချလိုက်ပြီးအသာလေးငြိမ်နေရကအလစ်မှာစောင့်ပြီးယုံထွက်လိုက်တယ်အမှန်ကဒီကောင်ကတော်တော်တန်တဲ့ကောင်ကျွန်တော်ကလူပြောသူ့လောက်ဘယ်မှာတန်လိမ့်မလို့ကျွန်တော်လက်ကလွတ်သွားတော့မှဟေ့အောင်မလုံနဲ့ကွာလို့ပြောပြီးမုတ်စိတ်ကိုဆက်ရိတ်နေတယ်ဒီကောင်ကမုတ်စိတ်ရိတ်ရင်ဘယ်တော့မှတခါတည်းနဲ့မပြီးဘူးနှစ်ခါလောက်တော့ရိတ်တယ်သူ့ကိုယ်သူစတိုင်သိပ်ကြခြင်းတဲ့ကောင်ကိုဒါဖြင့်မင်းနဲ့ချိန်ထားတဲ့ကောင်မလေးကဘာလို့လဲပြောလေကွာဖီဂျရယ်မဟုတ်ရင်ဟိုဖီလစ်ဆိုတဲ့ကောင်မလေးလားမဟုတ်ဘူးကွာအမှန်ကတော့ဖီလစ်နဲ့ချိန်မှုပဲဒါပေမဲ့အစီအစဉ်တွေလွဲကုန်လို့မချိန်ပြတော့သူများဥသွားတယ်ခုငါနဲ့ချိန်တဲ့ကောင်မလေးကတော်ရဲ့ကောင်မလေးနဲ့အတူတူတခန်းနဲ့နေတဲ့ကောင်မကွာနာမည်တော့ကောင်းမမှတ်မိတော့မင်းကိုသိပါတယ်ဘသူကသိတာလဲငါနဲ့ချိန်ထားတဲ့ကောင်မလေးကသိတာပေါ့ဟုတ်လားသူ့နာမည်ကဘသူတဲ့လဲကျွန်တော်နည်းနည်းစိတ်ဝင်စားသွားတယ်နေဟိုငါစဉ်းစားလိုက်အောင်မယ်ကွာဟိုဂျင်းဂါလဂါဆိုလားပါလားကောင်မလေးနာမည်ကိုကြားလိုက်တော့ကျွန်တော်ရေချိုးခံပေါ်ထိုင်နေရကထခုန်လိုက်မိတယ်ကျွန်တော်စိတ်ထဲမှာတော့လဲကျတည်သွားမယ်လို့တောင်ထင်လိုက်မိပါရဲ့ဂျင်းမဟုတ်ပါဘူးကွာချိန်မှာခွေးမာသားလက်ဆက်သက်တော့ဒီကောင်မလေးနဲ့ချိန်ထားတာ哦ငါကောင်းကောင်းသိတာပေါ့အရင်ຫນွေတုန်းကဒိုးနဲ့အိမ်ကြီးချင်းပဲသူတို့အိမ်မှာဒိုပါမင်ခွေးမကြီးတစ်ကောင်ရှိတယ်ကွာသူ့ခွေးကြီးကဒိုးအိမ်ထဲကိုဝင်လာပြီးဟေ့လင်းအောင်လာမကွယ်စမ်းနဲ့ကွာကောင်းကောင်းမုတ်စိတ်ရလို့မရအောင်ဒီဘက်နားမှာလာရက်ကိုလူကြီးကိုတော့တော်တော်စိတ်လှရှားသွားတယ်တကယ်ပဲခုဘယ်မှာစောင့်နေလဲငါသွားပြီးနှုတ်ဆက်ချင်တယ်ကွာတွဲဘက်ကျောင်းဆောင်ကဧကမ်းမာထဲမှာလားအေး तू ကငါအကြောင်းဘာပြောသေးလဲဟို
ဟိုကောင်စီရောသူသွားသေးလားသူကပြောတော့အဲ့ဒီကောင်စီသွားမယ်လို့ပြောတာပဲငါအကြောင်းကဘာတွေပြောသေးလဲသွားလားမသွားလားတော့ငါဘယ်သိမလဲကွာဟေ့အောင်ထားစမ်းကွာငါမျက်နှာတုပ်ပွားကိုဖိတ်ခုထိုင်ထားတယ်ဟုတ်သားပဲကျွန်တော်သူ့မျက်နှာတုပ်ပွားညင်ညစ်ကြီးပေါ့ထိုင်မိလျက်သားဖြစ်နေတာဟုတ်ကျွန်တော်ကဂျိန်းဂျိန်းဆိုပြီးပါဇက်ကရွတ်နေတယ်စထရလီတာကတော့ကျွန်တော်တောလိုက်အုတ်ထုတ်ကလေးကိုစောင့်ကြည့်နေတယ်ကျွန်တော်ကပြောလိုက်တယ်ကောင်မအကကောင်းတယ်ကွာဘဲလေးတို့ဘာလို့လဲကတတ်တယ်တနေ့ကို2 နာရီလောက်အကလေးကျင်တယ်ချီခွာတိတ်ပူတဲ့ရာသီကြီးမှာသူမို့လို့မမောမပန်ကျင့်တာငါဖြစ်အံ့ရောဒီလောက်အကကျင့်တော့ခြေလုံးကြီးကြီးကြီးပြီးတုတ်တုတ်ခိုင်ခိုင်ကြီးဖြစ်မှောင်လှန့်နေတယ်ငါသူနဲ့ကြားကစားဘက်ကွာဘာကစားတယ်ကွာကြားလေကွာကြားကစားတယ်ဟုတ်လားဒုက္ခပါပဲကောင်မ तू ကင်းများရရင်ဘယ်တော့မှမရွှေ့တော့ဘူးဆရာအဲ့ဒီကင်းကိုနောက်တက်မှာပဲထားတော့တယ်ဘယ်တော့မှရှေ့ကိုထုတ်မလာတော့ရသမျှကွင်းတွေကိုနောက်တန်းထဲမှာတကောင်မိတကောင်စီထားတော့တာပဲဘယ်တော့မှထုတ်မသုံးတော့ကင်းတွေကိုနောက်တန်းမှာဒီလိုစီထားတာကိုသဘောကျလို့တဲ့စထရလီတာကဘာမှမပြောတော့ဘူးကြားကစားတာတို့ဘာလို့ဆိုတာမျိုးကိုလေတော်တော်လူစိတ်မဝင်စားရကြဘူးမဟုတ်လားကျွန်တော်ကသူ့အမေကြီးကလည်းငါနဲ့ကလပ်တစ်ခုမှအသင်းဝင်တွေကွာငါလည်းတခါတလေဝက်ခန်းတဲ့အခါကောက်ကင်းသွားပြီးကက်တီလေးပါလေးလှုပ်တယ်သူ့အမေကြီးနဲ့လိုက်ပြီးကက်တီခဏခဏလှုပ်ဖူးတာပေါ့ကိုချင်းတီရိုက်ချက်180အဲ့လောက်ထိရိုက်နိုင်တယ်စထရလီတာကတော့ကျွန်တော်ပြောတဲ့စကားကိုလုံးလုံးနားမထောင်တော့ပဲခေါင်းပေါ်ကသူ့ရှိုးထုတ်ထားတဲ့အမောက်လေးတွေကိုဘီးနဲ့ဖြီးနေလေရဲ့ငါဆင်းသွားပြီးနှုတ်ဆက်အောင်မှထင်တယ်ကောင်းသားပဲအေးကွာငါ4-5မိနစ်ဆိုပြန်လာခဲ့မယ်စထရလီတာကသူ့စပင်ကိုနောက်တစ်ခါပြန်ဖြီးနေတယ်ဒီကောင်ဟာစပင်တစ်ခါဖြီးရင်1 နာရီလောက်ကြာတတ်တယ်ခင်ဗျာဂျင်းရဲ့အဖေနဲ့အမေနဲ့ကကွဲနေကြတယ်အမေကနောက်ယောက်ျားယူပေမဲ့အဲ့ဒီလူကြီးကအရက်သမားကြီးကွာလူကလည်းပိန်းလို့ခြေထောက်ကလည်းခြေလုံးမွေးတွေထူလိုက်တာမပြောပါနဲ့တော့သူကအမြဲတမ်းဘောင်းမီတူတူပဲဝစ်တော့ငါမြင်နေရတာပေါ့ကွာဂျင်းကပြောတော့သူ့ပထွေးကဇက်ညွန်းဆရာဆိုလားဘာလားပဲဒါပေမဲ့ငါမြင်တာကတော့ဒီလူကြီးအမြဲမူးနေတာပဲတွေ့တယ်ပြီးတော့ရေဒီယိုကလာတဲ့လှုပ်ဝက်သေးဖို့ဇလန်းတွေကိုနားထောင်နေတာပဲတွေ့တယ်ခါတလေများမူးလိုက်တာချားလို့တိမ်လုံးကိုတုံးလုံးချွတ်လျှောက်ပြေးနေရဆရာကောင်မလေးရှိရတော့မရှက်ဘူးဟုတ်လားလို့စထရလီတာကမေးတယ်စထရလီတာဟာဒီသတင်းကိုတော်တော်စိတ်ဝင်စားသွားပုံရတယ်အရက်မူးနေတဲ့လူကြီးပြိုမာလေးရှိမရှောင်းကိုတုံးလုံးချက်ပြေးနေတယ်ဆိုတဲ့စကားမျိုးကြားရရင်ဒီကောင်တဲ့ရတာတွေ့တတ်တယ်တွေ့ဆိုရင်လည်းတွေ့မှာပေါ့လေဒီကောင်ကနှာဘူးပဲကောင်မလေးခင်ဗျာတနာစရာပါပဲကွာလို့ကျွန်တော်ကပြောပေမဲ့ဒါမျိုးကြတော့ဒီခွေးသားကစိတ်မဝင်စားဘူးနှာလောက်ပဲစိတ်ဝင်စားတာအေးကွာငါဆင်းပြီးနှုတ်ဆက်ချင်အောင်မယ်တော့မှဖြင့်သွားကွာပါဇက်ကပြောမနေနဲ့သတင်းမောက်စီကိုကျွန်တော်ရှောက်လာခဲ့တယ်ဒါပေမဲ့အခန်းထဲမှာအငွေ့တွေကမှန်သတင်းမှာလာရိုက်နေလို့ဘာကူမှကောင်းကောင်းမမြင်ရဘူးခုလောလောဆယ်တော့ငါမသွားချင်သေးဘူးကွာလို့ကျွန်တော်ကပြောလိုက်တယ်ဟုတ်တယ်ကျွန်တော်စိတ်ထဲမှာသွားချင်စိတ်မပေါ်ဘူးဒါမျိုးဆိုတာစိတ်ပါမှကောင်းတာကောင်မလေးကတော့ရှစ်ပလီစီသွားနေမယ်ထင်တာပဲသူနေရောကြားကစားကြသေးလားမသိဘူးကျွန်တော်ကအခန်းထဲမှာခောက်တုံခောက်ပြန်ရှောင်ရင်ပြောနေတယ်ကစားမှာပေါ့ငါဘယ်သိမလဲဒုနှစ်ယောက်ကြားကစားမှုတဲ့အကြောင်းကိုပြောသေးလားဘယ်မှတ်မိမလဲကွာဒါတွေကိုသိစိတ်မဝင်စားပါဘူးငါကောင်မနဲ့တွေ့ဖို့ပဲကျွန်တော်တွေစိတ်မဝင်စားဘူးစထရလီတာကခေါင်းဖီးလို့ပြီးတော့တန်ကြီးတက်ပြီးညစ်ပတ်နေတဲ့သူ့မိတ်ဆွေရဲ့ကိရိယာတွေကိုသိနေတယ်ဟေ့ငါနှုတ်ဆက်လိုက်တယ်ဆိုတာတော့ပြောလိုက်ပါကွာโอเคပြောလို့သာပြောတာဒီကောင်မျိုးဟာသူများကိစ္စကိုဒီလိုအမှတ်တရလုပ်ပေးမဲ့ကောင်မျိုးမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်စထရလီတာလည်းအခန်းပြန်သွားတယ်ကျွန်တော်ကတော့ရေချူးခန်းထဲမှာဂျင်းကြောင်တွေးကြံရစ်တယ်တော်တော်ကြီးကြာမှအခန်းကိုပြန်လာခဲ့တယ်ကျွန်တော်ရောက်သွားတော့စထရလီတာကမှန်ရှိမှရက်ပြီးလဲစည်းစီးနေတယ်သူ့တက်တန်းတစ်ဝက်လောက်ကိုမှန်ရှိမှတဲ့အချိန်ကုန်ခဲ့လိမ့်မယ်ထင်တယ်ကျွန်တော်ကတော့ကလပ်ထိုင်ပေါ်မှာထိုင်ရင်းသူ့ကိုကြည့်နေတယ်ပြီးမှဟေ့ငါကြောင်းထုတ်ခံရတယ်ဆိုတာတော့မပြောလိုက်နဲ့နော်โอเคဒါတော့ကျွန်တော်ယုံတယ်ဒီကောင်ဆောင်မွေးကြတာတို့ကြောင်းထုတ်ခံရတာတို့လောက်ကိုအသေးဖွဲလို့ထင်တဲ့ကောင်ရောဘတ်တို့လိုမဆက်စုဘူးစိတ်လဲမဝင်စားဘူးရောဘတ်ကဒီလိုပဲဟုတ်လိမ့်မလဲအမတန်ဆက်စုတင်တဲ့ကောင်စထရလီတာကကျွန်တော်ကိုအင်ကြီးကိုကောက်ဝက်လိုက်တယ်အမလီပြသေပါတော့ဟေ့ငါအင်ကြီးကိုမင်းပခုံးကြီးပေါ်မှာဆွဲဆန့်မနေပါနဲ့ကွာငါတော့2 ခါပဲဝေ့ရသေးတယ်မဆန့်ပါဘူးငါ secret ဘူးဟောစပွဲပေါ်မှာမင်းလည်းပဲအောင်မှာဟာခွေးမသားရဒီကောင်ကပစ္စည်းတစ်ခုကိုဟိုချတေချနဲ့ပြီးလိုက်ရှာရတာအမော secret ဘူးကိုကောက်ပြီးသူ့ကိုအင်ကြီးကျွန်တော်ကိုအင်ကြီးတွေကိုထည့်လိုက်တယ်ကျွန်တော်လည်းစိတ်ထဲညစ်ထူတွေရှိရနဲ့စောင်းထားတဲ့အမဲလိုက်အုတ်ထုပ်ကလေးကိုမျက်နှာပေါ်ဆွဲချလိုက်တယ်ကျွန်တော်ကစိတ်ထွေတတ်တဲ့ကောင်မျိုးဘာမဟုတ်တာလေးနေပေမဲ့စိတ်ကကရုံကရင်ဖြစ်ချင်နေတတ်တာဟေ့ကောင်မနဲ့ဘယ်ကိုသွားရမှာလဲမပြောတတ်သေးဘူးကွာချိန်ရရင်တော့နယူးယောက်မြို့ရဲ့ဒီရောက်မှာပဲ
9နာရီခွဲပြန်ရောက်မယ်သူပြောတဲ့လေပေါက်ကိုကျွန်တော်မကြိုက်ဘူးဒါနဲ့ကျွန်တော်ကအေးမင်းရုပ်ဖြောက်နာတွေပါတယ်မသိသေးလို့ဒီအချိန်မှာပြန်မယ်လို့လက်မှတ်ထိုးထွက်တာပေါ့ကွာသိရင်မနေ့ပြန်မနေ့9နာရီခွဲကျမှပြန်ရောက်မယ်လို့လက်မှတ်ထိုးခင်မလားမသိဘူးလို့ခက်ရှင်ချင်းရှိရတယ်ပြောလိုက်တယ်အစ်စ်ပေါ်လို့သူကပြန်ပြောတယ်ခက်တာဒီကောင်ကိုစိတ်ဆိုးအောင်ပြောလို့မရဘူးဒီကောင်ကဘဝင်ခက်ကန်ကန်ရဲ့တော်တန်တန်စကားလောက်ကိုသူကအမှုထားတာမဟုတ်ဘူးဟေ့အောင်ငါပြောတဲ့စာရေးစာကိုရေးပြအောင်ရေးထားတော့အဖွဲနဲ့သာများများပါပါစေကွာဟုတ်လားโอเคစထရလီဒါကကိုအင်းကြီးကိုကောက်ဝစ်ပြီးထွက်ဖို့ပြင်တယ်ကျွန်တော်ကတော့ရေးမယ်လို့လည်းမပြောဘူးမရေးဘူးလို့လည်းမဆိုဘူးအသာပဲနေလိုက်တယ်ကြားကစားရင်ကင်းတွေကိုအရင်လိုပဲနောက်တန်းမှာထားတော့မဲလားလို့မေးလိုက်စမ်းပါကွာလို့ကျွန်တော်လှမ်းပြောလိုက်တယ်โอเคတငယ်ချင်းအေးစေးပေါ့ကွာလို့ပြောပြီးထွက်သွားတယ်ဒီကောင်ပြောမှမဟုတ်ပါဘူးကျွန်တော်သိတာပေါ့သူထွက်သွားပြီးနိုင်ဝက်လောက်ကြာသည့်အထိကျွန်တော်တယောက်တည်းအခန်းထဲမှာငူငူကြီးထိုင်နေမိတယ်ထိုင်နေတယ်ဆိုတာတကယ်ဘာမှမလုပ်ဘဲထိုင်နေတာခင်ဗျာချင်းအကြောင်းချင်းနဲ့ချင်းထွက်တဲ့စထရလီတာရဲ့အကြောင်းတွေကိုကျွန်တော်တွေးနေမိတယ်ကျွန်တော်စိတ်ထဲမှာဘလို့ဖြစ်လာမှန်းမသိဘူးကရုံငင်ဖြစ်လာတယ်စထရလီတာဆိုတဲ့ကောင်ဟာနှာဘူးမှတကယ်နှာဘူးဒီတုန်းမှာခါတိုင်းလိုပဲရောဘတ်ဟာရေချိုးကန်းကလကာကြားတဲ့ကထွက်လာတယ်ကျွန်တော်ဒီကောင်ကိုတွေ့ရတာဘယ်တော့မှပျော်ပျော်ရွှင်ရွှင်မဖြစ်ခဲ့ဘူးဒီတစ်ခါတော့ဒီကောင်ရောက်လာတဲ့အတွက်ကျွန်တော်တော်တော်ပျော်သွားတယ်သူရောက်လာတော့ကျွန်တော်စိတ်ထဲမှာစဉ်းစားနေတဲ့အကြောင်းတွေတခြားရောက်သွားတယ်သူ့နှာခေါင်းပေါ်ကဝက်ချံကိုညှစ်ရင်းကျောင်းမှာသူ့မုန်းတဲ့ကောင်တွေအကြောင်းကိုပြောနေလိုက်တာညနေထမင်းစားခေါင်းလောင်းထိုးတော့မှပဲရက်တော့တယ်ဒီကောင်ကဝက်ချံသာညှစ်တာလက်ကင်မွားတို့ဘာလို့လဲမသုံးဘူးဒီခွေးမာသားမှာလက်ကင်မွားတို့ဘာလို့ရှိရလားလည်းမသိပါဘူးကျွန်တော်ဖြင့်တခါမှကင်တာမမြင်ဘူးစနေနေ့ညဆိုရင်ကျွန်တော်တို့ကျောင်းမှာအမြဲတမ်းလိုအမဲသားပြုတ်ကျော်ကျွေးလေရှိတယ်ကျွန်တော်တို့အဖွဲ့ကတော့တကယ်ပွဲတော်ကြီးပေါ့စနေနေ့ညမှာကျွေးတာကလည်းအကြောင်းရှိတယ်လေတနင်္ဂနွေဆိုရင်အိမ်ကမိဘတွေလာလေရှိကြတယ်မဟုတ်လားဒီတော့အမေတို့ဖေတို့ကမင်းညကဘာဟင်းနဲ့စားတယ်လဲလို့မေးမှအမှန်ပဲကျောင်းသားတွေကလည်းအမဲသားပြုတ်ကျော်နဲ့စားတယ်ပေါ့အမဲဘယ်ဆိုးလို့တုံးပေါ့ကျောင်းဦးကြီးကဒီအခွက်ကိုမြင်လို့အဲ့ဒီနေ့မှာအမဲသားပြုတ်ကျော်ကိုကျွေးတာပါသိကြပါတယ်ဝီတထောင်ကြီးတောင်လောင်းလိုက်ခြင်းသေးတယ်တကယ်ကအမဲသားပြုတ်ကျော်လို့သာဆိုတယ်အတုံးကလည်းသေးသေးလေးတွေမာလိုက်တာကလည်းကြောက်ခဲကတောင်ဖေးခေါ်ရမယ်ထင်ပါရဲ့ဒါနဲ့မနှဲလီးရတယ်မဲသားပြုတ်ကျော်ကျွေးတဲ့ညဆိုရင်အာလူရုပ်အခြေနဲ့တွဲကြည့်တတ်တယ်ချိုချင်ပွဲကတော့ Browning ခေါ်တဲ့ chocolate ပါမှန်တော့ဒါကို Robert တို့လိုအစားငန်းတဲ့ကောင်တွေကလွဲလို့ဘယ်သူမှမစားဘူး Robert ကတော့ဘာမှမရှောင်ဘူးအလကားစားရမယ်ဆိုရင်ဘာမှမစိုးအကုန်စားတာပဲသမင်းစားကန်နဲ့ထွက်လာတော့ညကတော်တော်လေးပါရတယ်နင်းတွေကမြေကြီးပေါ်မှာ3လက်မလောက်တူးနေပြီနောက်ထပ်လည်းကြနေတုံးပဲလှလိုက်တာဗျာပြောမပြနိုင်လောက်အောင်ပဲကျွန်တော်တို့လည်းပျော်တာနဲ့နှင်းငယ်တွေကိုလုံပြီးတယောက်နဲ့တယောက်လိုက်ပေါက်ကြတယ်ကတဲ့လူကခုံတဲ့လူကခုံပေါ့လေကလေးတွေနဲ့တောင်တူးနေပြီပျော်တာကိုကျွန်တော်ကဘဲကောင်မလေးနဲ့မှအချင်းချက်မလုပ်ထားဘူးဒါနဲ့ကျွန်တော်တို့ကျောင်းတပန်းအသင်းမှာပါတဲ့ process ဆိုတဲ့ကောင်နဲ့အကားတောင်းကိုဘတ်စကားနဲ့သွားမယ်ဟိုရောက်ရင်ဟမ်ဘာဂါကလေးပါကလေးဝါပြီးရုပ်ရှင်တပွဲဝင်ကြည့်မယ်လို့စိတ်ကူးရတယ်တညလုံးကျောင်းမှာငုတ်တုတ်ကြီးထိုင်းမနေချင်ဘူးလေအပြင်တို့ဘာလို့ထွက်ချင်တယ်ကျွန်တော်က Robert ကိုခေါ်မယ်ဘယ်နဲ့လဲလို့ process ကိုမေးလိုက်တယ် Robert ကိုခေါ်တာကတော့တခြားကြောင့်မဟုတ်ပါဘူးဒီကောင်ကစနေနေ့ညဆိုရင်အပြင်ကိုမထွက်တော့ပဲအခန်းမှာထိုင်ပြီးဝက်ချံညှစ်နေတယ်လို့ process ကမင်းခေါ်ခြင်းတော့ခေါ်ငါကတော့ဒီကောင်ကိုတိတ်ပေါင်းလို့မရဘူးလို့ပြောတယ်ဒါနဲ့ကျွန်တော်တို့2ယောက်သားအခန်းပြန်ပြီးဝစ်စားလေးပါလေလဲကြတယ်ကျွန်တော်ကနင်းကမျက်မှန်တက်နင်းကအင်ကြီးဝစ်နေရင်ကနေပြီး Robert ကိုလမ်းခေါ်ပြီးရုပ်ရှင်လိုက်မလားလို့မေးတယ်ဒီကောင်ကျွန်တော်တလောက်អော်နေတာကြားရမှာပေါ့ဒါပေမဲ့တလုံးမှပြန်မပြောဘူးဒီကောင်ကဒီလိုပဲမေးရင်ဖြေချင်မှဖြေတာခဏနေတော့ဒီကောင်ရေချိုးကန်းကလကာကြားကထွက်လာပြီးဘသူပါသေးလဲလို့မေးတယ်ဒီကောင်ရဲ့အကျင့်ဟာဒီတိုင်းပဲသွားမယ်ဆိုဘသူပါသေးလဲပါလဲနဲ့တိတ်မေးမြန်းထူတဲ့ကောင်တင်းမောပြက်လို့သူ့ကိုအသက်လာခဲ့ရင်တော့လှေကိုဘသူလော်လာတယ်လဲပါလဲနဲ့မင်းနေဦးမဲ့ကောင်မျိုးဒါနဲ့ကျွန်တော်ကဘရော့ဆက်နဲ့သွားမှာလို့ပြောလိုက်တယ်ဟိုခွေးမာသားကနေဦးငါလိုက်မယ်ခဏဆောင်အောင်လို့ပြောတယ်ဒါဟာကျွန်တော်တို့ကိုအလွန်လိုက်ရောတာသူဝစ်စားလဲတာ9နိုင်လောက်ကြာမယ်ထင်တယ်သူဝစ်စားလဲနေတော့ကျွန်တော်ပရင်းမောက်ကိုသွားဖွင့်ပြီးနှင်းတဆုပ်ကိုကောက်ပြီးလုံးနေတယ်ကျောင်းဆောင်အောက်ကွက်လန်မှာရက်နေတဲ့ကားတစ်စီးကိုလှမ်းပြီးနှင်းခဲနဲ့ထုမလို့လှုပ်တယ်ကားကအသစ်ဆက်ဆက်ဖြူဖြူကြီးဒါနဲ့ကျွန်တော်ကားကိုမထူးတော့ပဲခက်လန်းလန်းမှရှိတဲ့မိသက်ရေးပိုက်ခေါင်းကိုလှမ်းရွယ်လိုက်တယ်
ခြေပိုက်ခေါင်းကလည်းဆေးဖြူတုတ်ထားတယ်အသစ်ဆက်ဆက်ကြီးရှိသေးတယ်နောက်ဆုံးတော့ကျွန်တော်ဘာကိုမှမထုတော့ပါဘူးခန်းတကားကိုပိတ်ပြီးနှင်းခဲကိုမာတီထက်မအောင်လုံးရင်ခန်းထဲမှာလမ်းလျှောက်နေမိတယ်ခဏကြာလို့ကျွန်တော်တို့၃ယောက်ဘတ်စကားပေါ်တက်လာကြတော့လေကျွန်တော်လက်ထဲမှာနှင်းခဲလုံးကြီးပါလာတယ်ကားဆရာကတကားကိုဖွင့်ပြီးနှင်းခဲလုံးကြီးကိုပြစ်ချခဲ့ဖို့ခိုင်းတယ်ကျွန်တော်ကဘသူ့ကိုမှပြစ်ဖို့မဟုတ်ပါဘူးအပြင်းပြေကိုင်းလာတာပါလို့ပြောတယ်ဒါပေမဲ့ကားဆရာကကျွန်တော်စကားကိုမယုံဘူးခင်ဗျာလူတွေဟာခက်တယ်လေကိုကအမှန်ပြောပေမဲ့ယုံချင်မှယုံကြတာပါကလားကိုရောက်တော့ပြနေတဲ့ရုပ်ရှင်ဟာကျွန်တော်တို့၃ယောက်စလုံးကြည့်ပြီးသားကားကြီးဒါနဲ့ကျွန်တော်တို့လည်းဟမ်ဘာဂါလေးပါလေးစားပြီးအထောင်ဘောလုံးကုံမှာဘောလုံးဝင်ထိုးပြီးပြန်လာခဲ့တယ်ရုပ်ရှင်ကမကြည့်ခဲ့ရတဲ့အတွက်ကျွန်တော်ဘာမှမဖြစ်ပါဘူးကားကဇက်မြူးကယ်ရီဂရန့်ပါတယ်တခြားဇက်လိုက်တွေတော့ကျွန်တော်မမှတ်မိတော့ဘူးကျွန်တော်ဒီကောင်နှစ်ကောင်နဲ့ရုပ်ရှင်မကြကြည့်ဘူးတယ်ခက်တာကဒီကောင်နှစ်ကောင်ကရဲစရာမဟုတ်ပဲရဲစရာလည်းတိတ်မကောင်းပဲနဲ့ခွတ်ထိုးခွက်လန်ရဲချင်းရဲနေတတ်တာဒါကြောင့်ရုပ်ရှင်ကြည့်ရင်ဒီကောင်တွေနဲ့ခုန်ချင်းကတ်ထိုင်ပြီးကြည့်ကျင်တာမဟုတ်ဘူးဒါကြောင့်မို့ရုပ်ရှင်မကြည့်ဖြစ်တာခက်ကောင်းကောင်းအဆောင်ရောက်တော့9နာရီထိုးဖို့15မိနစ်လိုသေးတယ် process ဆိုတဲ့ကောင်ကအမ်နန်ဖဲချတဲ့ကောင်အဆောင်ရောက်တာနဲ့တပြိုင်နက်ဖဲဝိုင်းရှောင်းမယ်ဆိုပြီးထွက်သွားလေရဲ့ရောဘတ်ကတော့သူ့အခန်းကိုမပြန်သေးပဲနဲ့ကျွန်တော်နဲ့အခန်းကိုလိုက်လာတယ်အခန်းရောက်တော့ခါတိုင်းလိုစထရလီတာရဲ့ကလထိုင်လက်တင်ပေါ်မှာမထိုင်တော့ပဲဒီတစ်ခါကျွန်တော်အိပ်ယာပေါ်မှာလှဲနေတယ်ကျွန်တော်ခေါင်းမှာသူ့မျက်နှာကြီးကတ်ထားပြီးဝှက်ချံညစ်နေတယ်ဝှက်ချံညစ်ရင်လဲပြင်းစရာကောင်းတဲ့လေသံနဲ့စကားတွေတွတ်ပြောလို့ကျွန်တော်ကခေါင်းပေါ်မှာဝှက်ချံမညစ်ဖို့ရိတ်မွက်ပြောတာအချိန်တစ်ထောင်မကတော့ဘူးဒါပေမဲ့ဒီကောင်ကမရိပ်မိဘူးမိနစ်နွေရာသီတုန်းကသူနဲ့ကောင်မလေးတယောက်ဘလို့သမီးစားဖြစ်ခဲ့တဲ့အကြောင်းဘာညာစသဖြင့်ပြောနေတယ်ဒီအကြောင်းကိုကျွန်တော်ကိုပြောတာကျွန်တော်တင်အချိန်100လောက်ရှိပြီတင်တယ်တစ်ခါပြောတိုင်းသူ့ဇက်လန်ကတစ်ချိန်နဲ့တစ်ချိန်မတူဘူးခင်ဗျာအရင်တစ်ခါတုန်းကပြောတော့သူတို့နှစ်ယောက်ချင်းတွေ့ကြတာသူ့ကိုတဝမ်းခွဲရဲ့ view ကားကြီးထဲမှာတဲ့နောက်တစ်ခါကျတော့သူတို့ချင်းတွေ့တာလမ်းဘေးမှာတဲ့အလကားကောင်ရွှီးနေတာတကယ်ကျတော့ဘယ်မိန်းကလေးကိုမှထိဘူးတာမဟုတ်ဘူးကျွန်တော်သိတာပေါ့နောက်ဆုံးတော့မတက်နိုင်တော့ဘူးစထရလီတာအတွက်စာရေးစာကုန်းရေးပေးရအောင်မယ်ကိုခန်းကိုပြန်လို့နှင်ထုတ်လိုက်ရတော့တယ်ဒါတော့တော်တော်နဲ့မပြန်ဘူးဒီကောင်ပြန်သွားတော့မှကျွန်တော်လဲဝစ်စားလဲတောလိုက်အုတ်ထုပ်ကလေးစောင်းစပွဲမှာထိုင်ပြီးစထရလီတာအတွက်စာရေးစာကုန်းစာရေးဒါပေမဲ့ခက်တာကကျွန်တော်ကသူပြောသလိုအိမ်တို့အခန်းတို့အကြောင်းကိုဖွက်ဖွက်နဲ့မရေးတတ်ဘူးဒါမျိုးတွေကိုရေးဖို့ဝါသနာလည်းမပါဘူးဒီတော့ကျွန်တော်ဘာရေးသလဲကျွန်တော်စိတ်ထဲမှာရေးချင်နေတဲ့ကျွန်တော်ညီအဲလီရဲ့ base ball ရိုက်တဲ့လက်အိတ်ကလေးအကြောင်းကိုဖွက်ဖွက်နဲ့လေးရေးလိုက်တယ်တော်တော်ရေးလို့ကောင်းတဲ့အကြောင်းအရာလေးကျွန်တော်ညီအဲလီကဘယ်တန်းဆိုတော့သူ့မှာဘယ်တန်းတွေဝယ်တဲ့ base ball လက်အိတ်လေးတစ်ခုရှိတယ်အဲ့ဒီလက်အိတ်လေးမှာစိတ်ဝင်စားစရာကောင်းတာဖွဲ့နှဲ့လို့ကောင်းတာကတခြားမဟုတ်ဘူးကျွန်တော်ညီကကြပြာယူဆိုတော့ကြပြာတွေကိုလက်ချောင်းတွေအိတ်ကက်တွေပေါ်မှာရေးထားတတ်တယ်အခုလဲအဲ့ဒီလက်အိတ်လေးပေါ်မှာကြပြာတွေရေးထားတယ်ဘေ့စ်ဘောရိုက်တိုင်းကွင်းကိုဆင်းသွားလို့ဘယ်သူမှမရောက်သေးရင်လက်အိတ်ကလေးဖြန့်ပြီးကြပြာတွေကိုဖတ်နေတာပဲမင်းစိမ့်ကလေးတွေနဲ့ရေးလို့အခုတော့မရှိတော့ပါဘူးဆုံးရှာပါပြီကျွန်တော်တို့တွေမိန်းမနေကြတုန်းကသွေးကင်ဆာယောဂါနဲ့ဆုံးသွားတာပါ1946ခုနှစ်ဇူလိုင်18ရက်နေ့မှာပေါ့ခင်ဗျားတို့တွေ့ရင်လည်းသူ့ကိုသဘောကျမှာပါကျွန်တော်ထက်2နှစ်လောက်ငယ်တယ်ဒါပေမဲ့ညံကကျွန်တော်ထက်အဆ90လောက်ကောင်းမယ်ထင်တယ်ညံကောင်းတာမှတော်တော်ကိုကောင်းတယ်ကျောင်းတုန်းကဆိုသူတို့အတန်းထဲမှာဒီလောက်တော်တဲ့ကျောင်းသားမျိုးတယောက်မှမရှိဘူးဆိုပြီးဆရာတွေကမေ့စီကိုမကြစာရေးလိရှိတယ်လောကဝိရေးတာမဟုတ်ပါဘူးတကယ်စိတ်ပါလက်ပါရေးကြတာအဲလီဟာကျွန်တော်တို့မွေးချင်းတွေထဲမှာညံအကောင်းဆုံးနေမဟုတ်ဘူးအလိမ္မာဆုံးစိတ်သဘောထားအကောင်းဆုံးဘသူကိုမှစိတ်လည်းမဆိုးတတ်ဘူးသပင်နေတဲ့သူများဟာဒေါသကြီးတယ်စိတ်ဆိုးတတ်တယ်လို့ပြောပေမဲ့အဲလီကဒီလိုမဟုတ်ဘူးသပင်နီလိုက်ပုံကတော့မပြောနဲ့ရဲနေတာပဲသူ့သပင်ဘလောက်နီးတယ်လဲဆိုတာကိုပြောအောင်မယ်ကျွန်တော်10နှစ်သားလောက်မှာခေါက်သီးစရိုက်တတ်တယ်တနွေမှာမှတ်မိသေးတယ်ကျွန်တော်က12နှစ်လောက်ရှိပြီနွေရာသီတစ်နေ့မှာကျွန်တော်ကွင်းထဲဆင်းပြီးခေါက်သီးရိုက်ကျင့်နေတယ်ဒီတော့မှဘာဖြစ်လို့လဲမသိဘူးကျွန်တော်လှည့်ကြည့်လိုက်ရင်အဲလီကိုတွေ့မှာပဲလို့စိတ်ထဲမှာထင်လိုက်တာနဲ့လှည့်ကြည့်လိုက်တယ်လာအဲလီဟာကျွန်တော်နဲ့ဂိုက်150ခေါက်ကွင်းချန်စီကိုအပြင်ဘက်ကနေပြီးသူ့ဘိုင်စကယ်ပေါ်မှာထိုင်ရင်လှမ်းကြည့်နေတာကိုတွေ့ရတယ်ခေါက်ကွင်းစီယိုတွေကစင်းနီတုတ်ထားတယ်မဟုတ်လားသူ့စပင်နီပုံကခေါက်ကွင်းချန်စီယိုကအနီအောင်နဲ့နည်းနည်းလေးမှခွဲမရအောင်အဲ့ဒါလောက်ကိုနေတာဒါပေမဲ့
စပင်းသားနီးတယ်စိတ်ရင်းတကယ်ကောင်းတယ်သူ့သဘောကျတယ်ဆိုရင်ထမင်းစားရင်ကကလတ်ထိုင်ဘော်ကလိမ့်ကြအောင်ခွတ်တူးခွက်လန်ရေရတဲ့ကောင်းမျိုးကျွန်တော်73နှစ်လောက်ရောက်တော့ကျွန်တော်ကိုစိတ်ကူးဆရာဝန်စီခေါ်ပြကြတယ်လေကျွန်တော်ကကားယုံကပဒင်းမောက်တွေကိုအကုန်လက်သီးနဲ့ထိုးပြီးရိုက်ခွဲပစ်တာ哦ကျွန်တော်သူတို့ကိုအပြစ်မတင်ပါဘူးတကယ်ပါအဲလီဆုံးတဲ့ညကကျွန်တော်အိမ်မော်မှမအိပ်ဘူးကားယုံနဲ့ဆင်းအိပ်ပြီးမှန်ပဒင်းမောက်ကိုလက်သီးနဲ့ထိုးပြီးရိုက်ခွဲပစ်တယ်ဒီလောက်သဘောကောင်းတဲ့ညီလေးတေးရမလားဆိုပြီးစိတ်ထိခိုက်ပြီးလှုပ်တာလေကားယုံပဒင်းမောက်တွေဘဲကမလဲအဲ့ဒီနှစ်ကမှဝယ်ထားတဲ့ကျွန်တော်တို့စတေရှင်ဝဂုံကားကမှန်ကိုလည်းရိုက်ခွဲမလို့လုပ်သေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်လက်တစ်ခုလုံးကွဲရှာပြီးသွေးချင်းချင်းနီးနေပြီမထိုးနိုင်တော့ဘူးအမှန်ကမိုင်မဲတာတက်တက်ဆိုတာကျွန်တော်ဝန်ခံပါတယ်ဒါပေမဲ့မတက်နိုင်ဘူးလုံးမိတာပဲခင်ဗျားတို့ကအဲလီချောင်းသိမှမသိကြပဲကိုခုတော့မိုးအေးရင်ကျွန်တော်လက်တွေကတဆစ်စစ်ကိုက်နေတော့မယ်မပြောက်သေးဘူးလက်သီးကိုကောင်းကောင်းမစုံနိုင်သေးဘူးလက်သီးမစုံနိုင်တာတခုပါပဲမစုံနိုင်တော့ကောဘာဖြစ်တယ်လဲမစုံဖဲနေလိုက်ရုံပေါ့အရေးမကြီးပါဘူးအလွန်ဆုံးလက်တန်ရာကြောင့်ခွဲစိတ်ဆရာဝန်မဖြစ်ရုံပေါ့တရောဆရာကောင်းတယောက်မဖြစ်ရုံပေါ့မဖြစ်တော့လဲရေးမကြီးပါဘူးဆရာဝန်မဖြစ်တော့ဘာဖြစ်လဲရေးမကြီးပါဘူးကျွန်တော်ကိုစထရက်လီတာကအရေးခိုင်းတဲ့စာစီစာကုန်းထဲမှာကျွန်တော်ကအဲလီရဲ့ baseball လက်အိတ်ကလေးနဲ့တကွအဲ့ဒီအကြောင်းတွေကိုထည့်ရေးလိုက်တယ်အဲ့ဒီလက်အိတ်ကလေးကကျွန်တော်တစ်တာထဲမှာရှိနေတာနဲ့လက်အိတ်လေးကိုထုတ်ပြီးလက်အိတ်မှာရေးထားတဲ့ကြပြားလေးကိုတောင်ကူးထည့်ပေးလိုက်သေးတယ်စာရေးစာကုန်းထဲမှာအဲလီရဲ့နာမည်ကိုမထည့်ဘဲအခြားနာမည်တစ်ခုကိုထည့်လိုက်တယ်ရုတ်တရက်ကြည့်လိုက်ရင်စထရလီတာရဲ့ညီလေးတယောက်အကြောင်းလို့ဘာလို့ပေါ့ရေးလို့ကောင်းလိုက်တဲ့စာစီစာကုန်းအရန်ရေးလို့ကောင်းတာပဲကျွန်တော်ကလည်းဒါမျိုးကိုရေးချင်နေတာနဲ့အတော်ပဲဒါပေမဲ့ရေးတာတနာရီလောက်ကြာတယ်စထရလီတာရဲ့လက်နှိပ်ဆက်နဲ့ရေးရတော့အားမရဘူးသူ့ဆက်ကလေးတီတီနဲ့ကျွန်တော်လက်နှိပ်ဆက်ကတော့အောက်ထက်ကတငယ်ချင်းတယောက်ငှားသွားလို့10 နာရီခွဲလောက်ကြာတော့စာရေးစာကုန်းရေးလို့ပြီးသွားတယ်ပင်ပန်းနေလို့မထင်ရဘူးဒါနဲ့ကျွန်တော်လည်းပဒင်းမောက်ဖွင့်ပြီးအပြင်ကိုငေးကြည့်နေတယ်နင်းပွင့်တွေကတိတ်မကြတော့ပါဘူးဒါပေမဲ့အေးလွန်းလို့မော်တော်ကားတွေစံနှိုးမရပဲဖွတ်ချက်ဖြစ်နေတဲ့အတန်တွေမကြကြားနေရတယ်တစ်ဖက်ခန်းကရောဘတ်ရဲ့ဟောက်တန်ကိုလည်းကြားရတယ်ဒီကောင်ကထိတ်ကပ်နာရှိတော့ပူရင်အိပ်ပျော်ရင်အသက်ကောင်းကောင်းရှူလို့မရဘူးဒီကောင်ကထိတ်ကပ်နာလည်းမဟုတ်ဘူးစုံးနေတာပဲထိတ်ကပ်နာလည်းရှိတယ်ဝက်ချံလည်းရှိတယ်တချေးထူတယ်ပုတ်စော်နံတယ်လက်သေးတွေပဲ့တယ်